မင်္ဂလာပါဒီနေ့ဖတ်ပြပေးမယ်စာအုပ်လေးကတော့ဆရာထင်လင်းဘာသာပြန်ရေးသားထားတဲ့မေတ္တာရှင်မလေးပေါ်လီယာနာဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ခန်းစားနားဆင်ပေးကြပါဦးအခန်းကထူးဆန်းသောကစားနည်းအမလီပေါ်လီယာနာလေးရဲ့သမီးလုံလိုက်မှဖြင့်မမလန့်သွားတာပဲနန်စီကကြောက်တုံးကြီးစီတို့တက်လာရင်ပြောလိုက်သည်ထိုအချိန်ကလေးတွင်ပင်ပေါ်လီယာနာသည်ကြောက်တုံးကြီးပေါ်မှမစင်းချင်နှင့်ရှောဆင်းလာခါစားဖြစ်သည်လန့်သွားတယ်ဟုတ်လားစိတ်မကောင်းပါဘူးမမရဲ့ဒါပေမဲ့မလန့်ပါနဲ့သမီးအတွက်လည်းမစိုးရိမ်ပါနဲ့အမေနဲ့အသင်းကမိန်းမကြီးတွေကလည်းဒီလိုပဲစိုးရိမ်တတ်တယ်နောက်တော့သမီးဘယ်တော့မဆိုကောင်းကောင်းမွန်မွန်ပြန်ရောက်လာတာဆိုတော့မစိုးရိမ်ကြတော့ဘူးလေနန်စီကကလေးမကြီးလက်ကိုသူ့ဂျိုင်းကြားတွင်ညက်၍တောင်ကုန်းအောက်သို့ပြေးဆင်းလာရင်းကနေဒါပေမဲ့သမီးလေးသွားတာမသိလိုက်ပဲသွားတာကိုလည်းဘသူကားမှလည်းမမြင်လိုက်တော့အမိုးကိုများဖောက်ပြီးပြန်သွားသလားလို့တကယ်ဟူ၍ရေရွတ်လိုက်လေသည်ပေါ်လီယာနာလေးကပျော်ရွှင်ခုန်ပေါက်ပြီးလိုက်လာရင်ပြန်တာပဲမမနန်စီရဲ့ဒါပေမဲ့အထက်ကိုပြန်တာမဟုတ်ပဲအောက်ကိုပြန်ဆင်းလာတာလေတစ်ပင်ကနေဆင်းလာတာနန်စီသည်ရုတ်တရက်ရက်လိုက်ပြီးဟင်ဘာလုပ်လိုက်တဲ့တစ်ပင်ပေါ်ကနေဆင်းလာတာလေပရင်းပေါက်ကနေထိုအခါနန်စီကအံ့ရောဟဲဟုပြောကာဆက်၍အိမ်ကြီးစီသို့ဆင်းလာရင်သမီးရဲ့အတော်များသိရင်ဘာပြောမလဲမသိဘူးဟုပြောလေသည်သိချင်လားသိချင်နေဆိုရင်သမီးအန်တီကိုပြောပြလိုက်မယ်လေအဲ့ဒီတော့အန်တီဘာပြောမလဲဆိုတာမမသိရမှာပေါ့ဟုကလေးမလေးကရှင်ပြစွာနဲ့ပြန်ပြီးပြောတယ်အမလေးမလှုပ်လိုက်ပါနဲ့ဟဲ့ဘာဖြစ်လို့လဲအန်နီပေါ်လီကဘာမှမဖြစ်ပါဘူးနေပါစေမပြောပါနဲ့သူဘာပြောမလဲဆိုတာမမသိချင်ပါဘူးတကယ်ပါဟုပြောလိုက်လေသည်ပေါ်လီယာနာကိုအဆုမခံစေခြင်း၍ပိတ်ပင်လိုက်ရခြင်းဖြစ်သည်လာသမီးလေးလာမြန်မမပကံစေးစရာတွေလည်းရှိသေးတယ်ပေါ်လီယာနာလေးကတွတ်လက်စွာပဲသမီးကူပေးမယ်လေဟုပြောရှာသည်နန်စီကအိုးမဟုတ်တာသမီးကလည်းဟုကန့်ကွက်လိုက်၏အမောင်ထုသည်တရိပ်ကြလျက်ရှိ၏ပေါ်လီယာနာသည်နန်စီ၏လက်မောင်းကိုပို၍တင်းကျပ်စွာဖတ်လိုက်သည်မမလန့်သွားတာကိုပဲဝမ်းသာရတော့မယ်ထင်တယ်ဘာလို့လဲဆိုတော့မမလိုက်လာလို့လေဖြစ်ရလေကလေးရဲ့သမီးစာနေတော့မှာပေါ့ဒါပေမဲ့မိဖို့ခန်းထဲမှာမမနဲ့အတူပါမုံနဲ့နှုတ်ရမယ်သမီးရဲ့အတော်ကသမီးညစာဆင်းမစားတာကိုမကြိုက်ဘူးသိလားဟင်ဘယ်တက်နိုင်မလဲမမရဲ့သမီးကဟိုပေါ်ရောက်နေတာကိုအေးပါဒါပေမဲ့သူကအဲ့ဒါကိုမသိဘူးလေသမီးလေးပါမုံနဲ့နွားနို့ပဲရတာစိတ်မကောင်းပါဘူးကွယ်အိုးသမီးကတော့စိတ်မကောင်းမဖြစ်ပေါင်းဝမ်းတောင်တာသေးတယ်ဝမ်းသာတယ်ဟုတ်လားဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲသမီးကပါမုံနဲ့နွားနို့ကိုကြိုက်တယ်လေပြီးတော့မမနဲ့လည်းအတူတူစားရမှာမို့လားဒါဟာဝမ်းသာစရာပါပဲအေးပေါ့လေသမီးအတွက်ကတော့ဘာပဲဖြစ်ဖြစ်ဝမ်းသာရတာခက်မှာမဟုတ်ပါဘူးဟုနန်စီကပြောရင်းဆက်၍ဆင်းလာခဲ့ကြသည်ဘာမျှအစင်တန်စာမရှိသောထက်ခိုးကလေးကိုကြိုက်နိုင်လောက်အောင်အထိတက်သိရှိသောပေါ်လီယာနာလေးရဲ့အဖြစ်ကိုတွေးမိတော့ရင်ထဲမှာတစ်ဆို့ဖြစ်သွားမိသည်ပေါ်လီယာနာလေးကတော့ဖြင်းစွာရဲပြီးအဲ့ဒါကစားနည်းတစ်မျိုးပဲသိလားမကစားနည်းဟုတ်လားဟုတ်တယ်ဝမ်းသာတဲ့ကစားနည်းလေဩဘာတွေများလျှောက်ပြောနေတာလဲသမီးရဲ့ဟုတ်တယ်အဲ့ဒါကစားနည်းတစ်မျိုးပဲမရဲ့အဖေကသင်မေးခဲ့တာလေကစားရတာတကယ်ပြောစရာကောင်းတယ်ဟုပေါ်လီယာနာလေးကဆက်ပြောနေသည်သမီးတို့လေငယ်ငယ်လေးကစပြီးအဲ့ဒီကစားနည်းကိုအမြဲကစားလာတာထောက်ပံ့ရေးအသင်းကမိန်းမကြီးတွေကိုသမီးကတင်ပေးတဲ့အခါသူတို့ကလည်းကစားကြတယ်တချို့တလင်မော့လေနန်စီကအဲ့ဒါကဘလို့ကစားနည်းလဲကစားတာနဲ့လည်းမတူပါဘူးဟုပြောလိုက်လေရာပေါ်လီယာနာလေးကရဲတက်ပြင်းလေးလဲချလိုက်ပါတယ်ပြီးတော့မောင်စားပြုတ်နေပြီဖြစ်တဲ့စီးစာရောင်တွင်သူ့ရဲ့မျက်နှာလေးဟာညှိုးငယ်လျက်ရှိနေသည်ကိုမြင်လိုက်ရတယ်ဒီလိုလေသမီးတို့စီကိုသာသနာပြုအဖွဲ့ကပို့တဲ့အလူခံပစ္စည်းတွေထဲမှာပါလာတဲ့ဂျိုင်းထောက်ကလေးတွေနဲ့စပြီးကစားတက်လာကြတာလေ
ဂျိုင်းထောင်ဟုတ်လားဟုတ်တယ်သမီးကအယုတ်ကလေးလိုချင်တာလေဒါနဲ့အဖေကအဲ့ဒါလိုစာရေးလိုက်တယ်ဒါပေမဲ့ပစ္စည်းတွေရောက်လာတော့အယုတ်တော့မပါဘူးဂျိုင်းထောက်ကလေးတွေတော့ပါလာတယ်လို့အကြောင်းကြားစာရတယ်ဒါနဲ့ပို့တဲ့လူကလည်းလိုလိုမဲမဲဆိုပြီးထည့်ပေးလိုက်တာအဲ့ဒီတုန်းကကစားနည်းကိုစတင်ခဲ့တာပဲအဲ့ဒါဘာကစားနည်းလဲမမအဖြစ်နားမလဲပါဘူးလေနန်စီကစိတ်မရှိသလိုပြောလိုက်၏ရှိတာပေါ့ဒီကစားနည်းကဝမ်းသာစရာရှာကြဖို့လေဘာပဲဖြစ်ဖြစ်ပေါ့ပေါ်လီယာနာလေးကခြေပလိုက်ပြီးသမီးတို့အဲ့ဒီကလေးကဂျိုင်းထောက်တွေနဲ့စပြီးဝမ်းသာတန်းကစားကြတာဟုဆက်ပြောလေသည်အံ့ရောအယုတ်လိုချင်တာကိုဂျိုင်းထောက်ရလို့ဝမ်းသာစရာရှိမယ်မထင်ပါဘူးပေါ်လီယာနာလေးကလက်ခုပ်တီးလိုက်ပြီးရှိတာပေါ့သမီးလဲအစကတော့မတွေးမိဘူးမမနန်စီလိုပဲပေါ့နောက်တော့အဖေကပြောပြတယ်လေဒါဖြင့်သမီးလဲမမကိုပြောပြစမ်းမအောင်ဟုနန်စီကဖြတ်ပြောလိုက်လေသည်ဒါကလွယ်လေးပါသမီးကဒီဂျိုင်းထောက်တွေတုံးဖို့မလိုတာကိုဝမ်းသာရမယ်လေပေါ်လီယာနာလေးကအောင်မြင်ဝင့်ကြွားစွာပြောလိုက်ပြီးသိရင်လွယ်ပါတယ်မမရဲ့ဟုဆက်ပြောလေသည်နန်စီကပေါ်လီယာနာကိုတအံ့တော်ငေမောရင်းကြမ်းကြမ်းဖန်ဖန်အေးဟုသာတခွန်းနဲ့ပြောနိုင်ရှာသည်ပေါ်လီယာနာကကြမ်းကြမ်းဖန်ဖန်မဟုတ်ပါဘူးမမနန်စီပြောစရာကောင်းပါတယ်ဟုဆိုလိုက်ပြီးအဲ့ဒီကလေးကစားလို့သမီးတို့ဒီကစားနည်းကိုရတာပေါ့ဝမ်းသာစရာကိုရှာရတာခက်လီပျော်စရာကောင်းလီပဲအဖေကတော့ကောင်းကင်မုံကိုသွားတော့ထောက်ပံ့ရေးအတင်းကမိန်းမကြီးတွေနဲ့ကြံရစ်ခဲ့ရတဲ့အခါမျိုးမှာပေါ့ဟုဆက်ပြောလေသည်အေးဟုတ်တယ်ဘာမှမရှိတဲ့အိမ်ခေါင်မိုးနာကအခန်းစုပ်ကလေးထဲထည့်ထားခံရတဲ့အခါမျိုးပဲဖြစ်ပေါ့ဟုနန်စီကဒေါသတန်နဲ့ဆိုလိုက်မိသည်ပေါ်လီယာနာလေးကတက်ပြင်းချပြီးအစကတော့ဟုတ်ပါတယ်အတော်ခက်ပါတယ်သမီးတယောက်တည်းတိတ်အားငယ်တဲ့အခါလဲဖြစ်လို့ပါဒီကစားနည်းကိုကစားခြင်းစိတ်တိတ်မရှိတာကကောင်းတာလာတာတွေလဲလိုချင်နေတော့မို့ပါဒါနဲ့သမီးမှန်ထဲမှာသမီးမျက်နှာပေါ်ကမဲချောက်တွေကိုမြင်ရတာတိတ်မုန်းတာကိုသိလိုက်ရတယ်ပဒင်းပေါက်ကကြည့်လိုက်တော့တိတ်လာတဲ့ပကြီးကားလိုရှုခင်းကိုမြင်ရတယ်အဲ့ဒီတော့မှဝမ်းသာစရာကိုရှာလို့တွေ့တယ်ဝမ်းသာစရာကိုသာလိုက်ရှာနေရင်လေအခြားတစ်ဖက်ကဟာကိုမိနေတတ်တယ်အယုတ်လိုချင်တာမျိုးပေါ့လေမမရဲ့နန်စီသည်လဲချောင်းထဲကတက်လာသောအလုံးကိုမျိုးချရန်စ조사ရင်းအင့်ခနဲ့အတန်ထွက်သွားမိ၏အများအားဖြင့်တော့တိတ်မကြပါဘူးအခုလိုတိတ်မစင်းစားရပဲပေါ်လာတာပဲကစားနေကြဖြစ်သွားပြီကိုဒီနီးကတိတ်ချစ်ဖို့ကောင်းတဲ့ကစားနည်းမို့သမီးနဲ့သမီးအဖေဆိုဒါကိုတိတ်ကြိုက်တာဒါပေမဲ့အခုကစားဖို့အဖော်မရှိတော့နည်းနည်းခတ်တာပေါ့ဟုပြောပြီးအန်နီပေါ်လီကတော့ကစားမှာပဲထင်ပါလေရဲ့ဟုဆက်ပြောလေသည်နန်စီကအတန်မထွက်ပဲစိတ်ထဲကနေကြိမ်စဲရီရွတ်လိုက်ပြီးတခုခုကိုဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့်ဒီမှာသမီးလေးပေါ်လီယာနာမမကဒီဟာကိုကောင်းကောင်းမကစားတတ်သေးလို့လားမပြောတတ်ဘူးကောင်းကောင်းကစားမယ်လို့လည်းမပြောနိုင်ဘူးဒါပေမဲ့ကစားမယ်ကွယ်တတ်ရွေမတ်တရွေနဲ့ကစားမယ်ဟုဆိုလိုက်လေသည်ပေါ်လီယာနာလေးကနန်စီအားဝမ်းသာအားရဖတ်ပြီးဒါမှမမနန်စီကွာတိတ်ဟန်ကြတာပဲသမီးတို့တိတ်ပျော်ရမှာပါဟုအော်လိုက်လေသည်နန်စီကတန်နေရဖြစ်လျက်ကပင်ပျော်ရမှာပါပဲဒါပေမဲ့မမကိုတော့တိတ်အားမကိုးနဲ့နော်သိလားမမကကစားတာဆိုဘာမှတတ်တာမဟုတ်ဘူးဒါပေမဲ့သမီးလေးနဲ့ကစားဖို့အဖော်ရအောင်လေမမဒီဟာကိုတော့တအားစ조사ပြီးကစားမယ်ဟုဂတိပေးလိုက်ပြီးသူတို့နှစ်ယောက်သားမိဖို့ခန်းတဲ့သို့ဝင်ခဲ့ကြလေသည်ပေါ်လီယာနာသည်ပါမုံနှင့်နွားနို့ကိုအာပါတရစား၏ပြီးလျင်နန်စီကအကြံပေး၍အန်နီပေါ်လီထိုင်၍စာဖတ်နေရာအိမ်ရှိခန်းသို့ဝင်သွားလိုက်သည်ဒေါ်ပေါ်လီသည်အေးဆက်ဆက်ပင်မော့ကြည့်လာသည်ပေါ်လီယာနာညနေစာစားပြီးပြီလားဟုတ်ကဲ့ပါအန်နီပေါ်လီရောက်ချင်းမိဖို့ခန်းထဲမှာပါပုံးနဲ့နွားနို့ပဲကြွေးခိုင်းရတာငါစိတ်မကောင်းပါဘူးပေါ်လီယာနာဟူ၍ဒေါ်ပေါ်လီကဆိုလိုက်လေသည်ဒါပေမဲ့သမီးကတော့တကယ်ဝမ်းသာပါတယ်အန်နီပေါ်လီသမီးကပေါင်မုံနဲ့နွားနို့ကိုကြိုက်တယ်လေမမနန်စီကလည်းတိတ်ချစ်ပါတယ်ဒီအတွက်နဲ့တော့အန်နီပေါ်လီနည်းနည်းမှစိတ်မကောင်းမဖြစ်ပါနဲ့ဟုဆိုလိုက်လေသည်ဒေါ်ပေါ်လီသည်
ကလထိုင်ပေါ်တွင်ကိုရုတ်တရက်မှတ်လိုက်ပြီးပေါ်လီယာနာအခုအိတ်ချိန်ရောက်ပြီညီလဲပင်ပန်းနေပြီမနှက်ဖြန်မှအချိန်စရင်းလောက်ကြမယ်အဝတ်အစားတွေကိုလည်းစစ်ဆေးကြည့်ပြီးတော့ညီအတွက်ဘာဝယ်ရမယ်ဆိုတာကိုကြည့်မယ်နန်စီစီကဖျောင်းတိုင်တောင်းထွန်းပြီးကောင်းကောင်းကင်သွားမနှက်စာကို9 နာရီခွဲမှစားတယ်ဆင်းလာဖို့မမေ့နဲ့ကဲသွားတော့ပေါ်လီယာနာသည်လုံနေကြအလုပ်တစ်ခုလိုပင်သူ့အတော်ဤဘေးသို့ကပ်လာပြီးတယူတရဖတ်လိုက်သည်ပြီးမှအခုထိတော့သမီးဒီမှပျော်ပါတယ်အန်နီပေါ်လီနဲ့နေရတာကိုပျော်ရမယ်ဆိုတာသိပါတယ်ဒီကိုမလာခင်ကလည်းပျော်မှာပဲဆိုတာကိုသိခဲ့တာပါသမီးသွားအိတ်တော့မယ်နော်ဟုရွှင်ပြစွာပြောရင်းအခန်းထဲမှပြေးထွက်သွားလေသည်ဒေါ်ပေါ်လီသည်အားသင့်စွာကြံရစ်နေရမှာအမ်ပါရဲ့တော့တကယ်ရှားမရှားပဲဟူ၍မျက်မှောင်ကျုပ်လိုက်ပြီးသူ့ကိုအပြစ်ပေးတာဝမ်းသာတဲ့ငါ့ကိုလည်းစိတ်မကောင်းမဖြစ်ပါနဲ့တဲ့ပြီးတော့ငါနဲ့နေရတာလည်းပျော်မှာပဲတဲ့အမ်ပါရဲ့တော့တကယ်ဟုရေရွ၍ဖက်လက်ဆစာအုပ်ကိုကောက်ကင်လိုက်လေသည်15 မိနစ်ခန့်အကြာတွင်အထက်ခိုးကလေး၌အားငယ်လျက်ရှိသောကလေးမလေးပေါ်လီယာနာသည်အိယာကင်းများကိုကြစ်ပါအောင်စုပ်ကင်လျက်ရှိုက်ရင်းနှင့်ကောင်းကင်တမန်တော်ရီကြားထဲကအဖေရဲ့သမီးနည်းနည်းလေးမှကစားလို့မရဘူးဆိုတာသိပါတယ်ဒါပေမဲ့အခုလိုအမြင့်ကြီးမောင်အခန်းထဲမှာတယောက်တည်းအိပ်ရတဲ့အခါမျိုးမှာဝမ်းသာစရာရဲ့လို့အဖေကိုယ်တိုင်တောင်ရှာလို့တွေ့မယ်မဟုတ်ပါဘူးနန်စီအနားမှာဖြစ်ဖြစ်အန်နီပေါ်လီအနားမှာဖြစ်ဆိုရင်တော့တော်အောင်မှာပေါ့ဟုရေရွတ်လျက်အောက်ထပ်မိဖို့ခန်းထဲတွင်ကနန်စီသည်နောက်ကျနေသောအလုပ်များကိုအမြန်လုပ်ရင်းနွားနို့ကြိုက်ထဲသို့အဝတ်နှင့်ဒုတ်ထိုး၍ဆေးနေရင်းကအယုတ်လူချင်းတုံးကဂျိုင်းထောက်ရတာကိုဝမ်းသာစရာရှာတာတဲ့ယူဘောကစားနီးမျိုးနဲ့ငါကလေးမရဲ့ပြေးပုံးစရာကြောက်ဆောင်ဖြစ်အောင်လုပ်ရမယ်ဆိုရင်လဲငါတော့လုပ်မယ်ကွယ်တကယ်ဟူ၍ရေရွတ်နေလေသည်အခန်း6တာဝန်ကိစ္စသူအိယာနိုးလာတော့9 နာရီထိုးခံနီးပြီဖြစ်၏သူ့အခန်းပရင်းများမှာအနောက်ဘက်နှင့်တောင်ဘက်တွင်ရှိနေ၍နေကိုတော့မမြင်ရသေးမြူဆိုင်နေသောနနက်ဤကောင်းကင်ပြာကိုတော့မြင်ရသည်ဖြစ်ရာယနေ့ရာသီဥတုတာယာလိမ့်မည်ကိုသိ၏အခန်းကလေးမှာယခုချိန်အနှဲငယ်အေးမြသည်နနက်ခင်းလေကြိုအေးကလေးကလည်းတိုးဝေးတိုက်ခတ်နေသည်အခန်းပြင်ဘက်တွင်ကငှက်ကလေးများလည်းပျော်ရွှင်စွာတစီစီမြည်နေကြသည်ပေါ်လီယာနာသည်ပရင်းပေါက်စီသို့ပြေးသွားပြီးငှက်ကလေးများကိုစကားပြောသည်ထို့နောက်အိမ်အောက်ကဥယျာဉ်ထဲရှိနှင်းစီပန်းတွေကြားထဲသို့သူ့အတော်ရောက်နေပြီကိုမြင်လိုက်ရ၏ထို့ကြောင့်တွက်လက်ဖြက်လက်စွာနဲ့မျက်နာသည်အဝတ်အစားလဲလျက်သူ့အတော်ထံသွားရန်အမြန်ပြင်ဆင်လာလေသည်အထက်ခိုးလေကားမှအပြေးလေးဆင်းလာသောပေါ်လီယာနာသည်တကားများကိုဟင်းလင်းဖွင့်၍ထားခဲ့သည်စင်းကြံတလျှောက်ပြေးခဲ့ပြီးနောက်လေကားတစ်ခုမှဆင်း၍အိမ်ရှိသို့ထွက်သောတကားကိုဖွင့်ပြီးဒိုင်းကနေပြန်ပိတ်ထားခဲ့ကဥယျာဉ်ထဲသို့လှည့်ပတ်ပြေးခဲ့သည်ထိုအချိန်တွင်သူ့အန်ဒီပေါ်လီသည်ခါကုန်းအဖိုးအိုနှင့်အတူနှင်းစီယုံတစ်ခုကိုငုပ်၍ကြည့်နေသည်ပေါ်လီယာနာကရွှေမြူးစွာနဲ့တခစ်ရဲရင်သူ့အတော်ကိုပြေးဖက်လိုက်လေသည်အန်နီပေါ်လီဒီလိုမနက်ခင်းမျိုးဆိုသမီးတော့အလကားနေရင်ကိုဝမ်းသာနေတာပဲဟုဆိုလိုက်လေသည်ဒေါ်ပေါ်လီသည်သူ့လေပင်ကိုရီးလေးခိုထားသောပေါင်90အလေးချိန်ကိုဆွဲလျက်ကိုမတ်ရန်အားထုတ်ရင်းကနေပေါ်လီယာနာဖဲစမ်းဝမ်းသာတာကိုဒီလိုလုပ်ရသလားဟုငေါငန်းလိုက်လေသည်ကလေးမလေးသည်ခြေပြားထောက်၍ချလိုက်ပြီးဟိုမှဒီမှခုန်ကားလျက်ရှိသည်သမီးကလူတွေကိုချစ်ရင်ဒီလိုမလုပ်ပဲမနေနိုင်ဘူးအန်ဒီရဲ့သမီးလေအန်ဒီကိုပရင်းပေါက်ကနေမြင်လိုက်တော့အန်ဒီဟာထောက်ပံ့ရေးအတင်းကမိန်းမကြီးတွေလိုမဟုတ်တာရဲ့အန်ဒီဟာသမီးရဲ့အတော်အစ်စ်ဖြစ်တာရဲ့ကိုတွေးမိပြီးအန်ဒီကိုကြည့်ရတာတိတ်လှနေတော့သမီးကပြေးဆင်းလာပြီးဖတ်မိတော့တာပေါ့ဟူ၍ချစ်စပွဲပြောလေသည်အဖိုးကြီးသည်တစ်ဖက်သို့လှည့်သွား၏ဒေါ်ပေါ်လီကလည်းမျက်မှောင်ကျုံရန်အားထုတ်သေးတော်လဲခါတိုင်းလောက်အထာမမြောက်ချေပေါ်လီယာနာညီးလေဟူ၍စကားရက်ကဦးလေးလဲဒီမနက်အဖို့တော့ပါပြီဒီနှင်းစီပန်းတွေအကြောင်းတော့နားလည်ပြီးထင်တယ်ဟုပြောကခတ်တုတ်လဲထွက်သွားလေတော့သည်ဦးလေးကြီးကဒီဥယျာဉ်ထဲမှာအမြဲအလုပ်လုပ်တာလားဟုပေါ်လီယာနာကစိတ်ဝင်စားစွာမေးလိုက်တော့
အဖိုးကြီးကလှဲ့ကြည့်လာသည်သူ့မျက်လုံးများမှာမျက်ရည်များဖြင့်ရီဝေနေဟန်တူ၏ဟုတ်တယ်ကလေးရဲ့ဦးကြီးကဒီကဥယျာဉ်မူးပေါ်ဟုဖြေလိုက်ပြီးသူဤတုံရီနေသောလက်များဖြင့်ပေါ်လီယာနာဤရွှေရောင်စပင်များပေါ်သို့အုပ်ထားလိုက်ကသမီးလေးရဲ့မေမေနဲ့တိတ်တူပါလားကလေးရဲ့သမီးအမေသမီးထက်ငယ်ငယ်လေးကလေးကဦးကြီးကတိတာပေါ့အဲ့ဒီကလေးကဦးကြီးကဒီဥယျာဉ်ထဲမှာအလုတ်လောက်လာခဲ့တာဟူ၍ပြောလိုက်လေသည်ပေါ်လီယာနာကပင့်တက်တစ်ချက်ရှိုက်လိုက်ပြီးဟုတ်လားဦးကြီးအမေကိုတိတာလားငယ်ငယ်ကလေးကလေးကတိတာဟုတ်လားသမီးကိုအမေအကြောင်းပြောပြပါလားဟုဆိုကအဖိုးကြီးအနီးရှိမြေလန်းကလေးပေါ်တွင်ထိုင်ချလိုက်လေသည်ထိုအခိုင်အိမ်ထဲကခေါင်းလုံးသီးတန်ကြရပြီတခဏမျှကြာလင်အိမ်ကြီးထဲမှနန်စီပြေးထွက်လာသည်ကိုမြင်ရသည်ပေါ်လီယာနာရေခုနကတီးတဲ့ခေါင်းလောင်းကမနှက်စာစားဖို့အတွက်လေဟုမော်ကြီးပန်းကြီးပြောကကလေးမလေးကိုဆွဲယူပြီးအိမ်ကြီးစီသို့ခေါ်သွားရင်တခြားအချိန်တွေမှာတခြားစားစရာတွေအတွက်ပေါ့ဘလို့ဖြစ်ဖြစ်ခေါင်းလောင်းတီးတန်ကြရင်တော့သမီးလေးအမြန်ဆုံးလာခဲ့ပြေးခဲ့နော်ကြားလားဘယ်နေရာရောက်နေနီနော်ပြေးမလာရင်လဲဒိုးဘလောက်တော်ဝမ်းသာစရာရှာလို့မတွေ့ပဲဖြစ်နေမယ်တိလားဟူ၍ပြောလေသည်အိမ်ဝါသို့ရောက်လင်အပြင်ကကြက်ကိုခြောက်၍ခြံထဲသွင်းတကယ်သို့ပေါ်လီယာနာအားအိမ်ထဲသို့သွင်းလိုက်လေသည်မနက်စာကိုပထမ9မိနစ်ခန့်တွင်ငိမ်သက်စွာစားနေပြီးနောက်ဒေါ်ပေါ်လီသည်စပွဲပေါ်တွင်ဟိုမဒီမပြန်လျက်ရှိသောရင်ကောင်ကြီးနှစ်ကောင်ကိုမနစ်မြို့စွာကြည့်လိုက်ရင်နန်စီဒီရင်ကောင်တွေဘယ်ကဝင်လာတာတဲ့ဟူ၍ခတ်ထန်စွာအော်လိုက်လေသည်နန်စီမှာမင်းညာကပေါ်လီယာနာ၏အခန်းကပဒင်းပေါက်တွေပွင့်နေသည်ကိုသတိမထားခဲ့မိထို့ကြောင့်မသိဘူးမမမိဖို့ထဲမှာတော့တကောင်မှမရှိပါဘူးဟူ၍ပြန်ဖြေလိုက်လေသည်ပေါ်လီယာနာကသမီးစီကရင်ကောင်တွေနဲ့တူတယ်အန်ဒီပေါ်လီသမီးမနက်ကအပေါ်ထပ်မှာအတော်များများတွေ့ခဲ့တယ်ဟုဝင်ပြောလေသည်နန်စီသည်ထမင်းစပွဲသို့မုတ်အပူများပို့ရန်ဝင်လာပြီးခါမှကြပြာကြရာနှင့်ပြန်ထွက်သွားလေသည်သမီးစီကရင်ကောင်ဟုတ်လားဘယ်ကဝင်လာတာလဲဟူ၍တအံ့တော်မေး၏အပြင်ဘက်ကဝင်လာတာနေမှာပေါ့အန်နီပေါ်လီရဲ့ပရင်းပေါက်တွေကလည်းဝင်လာတာပေါ့တချို့ဝင်လာတာကိုတော့သမီးမြင်လိုက်ရပါတယ်ဟုဖြေလေသည်မြင်လိုက်ရတယ်ဟုတ်လားချင်းစကားမရှိတဲ့တကားကိုညီးဟာဖွင့်လိုက်တာလားဟင်ပေါ်လီယာနာလေးကဟုတ်ကဲ့အန်ဒီပေါ်လီချင်းစကားတခုမှမရှိဘူးနန်စီသည်မုတ်အပူများကိုယူပြီးတစ်ခေါက်ပြန်ဝင်လာ၏သူ့မျက်နှာမှာတီတီကြီးဖြစ်နေတော့လဲနေရဲနေ၏ဒေါ်ပေါ်လီကနန်စီမုတ်တွေကိုချထားခဲ့ပေါ်လီယာနာရဲ့အခန်းကိုအခုချက်ချင်းသွားပြီးပဒင်းပေါက်တွေပိတ်ချေတကားကိုလည်းပိတ်ခဲ့နောက်နေမနဲ့အလုတ်ပြီးတော့အခန်းတိုင်းကိုလိုက်ပြီးဆေးဖြန်းလိုက်ကြားလားတေးသေးချာချာလုံတော့ဟူ၍အမိတ်ပေးလိုက်လေသည်ထို့နောက်သူမအားပေါ်လီယာနာအဲ့ဒီပဒင်းပေါက်တွေအတွက်ချင်းစကားတက်ဖို့မှာထားတယ်ငါကဝတ်တရားရှိတာကိုလုပ်ပေးတယ်ညီးကညီးဝတ်တရားကိုမေ့နေတယ်ထင်တယ်ဟုပြောလေသည်သမီးဝတ်တရားဟုတ်လားအန်ဒီပေါ်လီပေါ်လီယာနာသည်မျက်လုံးလေးအဝိုင်းသားနှင့်အံ့အားသင့်နေလေသည်အေးပေါ့အိုက်တာကိုငါသိပါတယ်ဒါပေမဲ့ချင်းစကားမရောက်ခင်တော့ဒီတကားတွေကိုပိတ်ထားဖို့ကညီးတာဝန်ဝတ်တရားပေါ့ရင်ကောင်တွေဟာအနောက်ရှက်ဖြစ်တာတို့မတန့်ရှင်းတာတို့အပြင်ကျမ်းမာရေးအတွက်လည်းတိတ်အန်ရည်များတဲ့ပေါ်လီယာနာမနက်စာစားလို့ပြီးရင်ညီးဖက်ရအောင်လို့ဒီအကြောင်းပါတဲ့စာအုပ်တွေငါပေးအောင်မယ်ဖတ်ဖို့ဟုတ်လားအန်ဒီပေါ်လီကျေးဇူးတင်လိုက်တာအန်ဒီရဲ့စာဖတ်ရတာကိုသမီးတိတ်ကြိုက်တာပဲဟုဆိုလေသည်ဒေါ်ပေါ်လီသည်အတန်ထွက်အောင်ပင်ပင့်သက်ရှိုက်လိုက်မိ၏ထို့နောက်နှကန်းနှစ်ခုကိုစိနေအောင်ပိတ်ထားလိုက်သောကြောင့်သူဤခတ်ထန်သောမျက်နှာကိုပေါ်လီယာနာမြင်သောအခါသမီးဝတ်တရားလိဟင်းသွားတာစိတ်မကောင်းပါဘူးအန်နီပေါ်လီနောက်ကိုသမီးဒီပရင်းပေါက်တွေမဖွင့်တော့ပါဘူးဟုကြောက်ရွံ့စွာတောင်းပန်လိုက်ရှာသည်သူ့အတော်ကဘာမှပြန်မပြောနက်နက်စာစားပြီးသည့်အထိလဲစကားတခွန်းမှမပြောတော့ချေစားပြီးသောအခါထိုင်ရာမှထ၍အိမ်ရှိခန်းထဲသို့ဝင်လာကစာအုပ်ငယ်ကလေးတအုပ်ကိုဆွဲယူပြီးသူ့မဘေးသို့ပြန်လာပေးသည်ပေါ်လီယာနာဒါအခုနကငါပြောတဲ့စာအုပ်ပဲညီအခန်းထဲအခုသွားပြီးဖတ်ချေနာယီဝက်ကြရင်ညီပစ္စည်းတွေကိုငါလာကြည့်မယ်ပေါ်လီယာနာသည်
ရင်ကောင်တကောင်ဤဥကောင်ဤအကြီးချဲ့၍ပြထားသောပုံကိုလှမ်းကြည့်ရင်းနှင့်မှအိုးကျေးဇူးတင်လိုက်တာအန်နီပေါ်လီဟူ၍ဝမ်းသာအားရဆိုလိုက်လေသည်တခဏအတွင်းမှာပင်သူသည်စာအုပ်ကိုယူ၍ထမင်းစားခန်းမှပြေးထွက်ရင်းတကားကိုဒိုင်းငနဲ့ပိတ်ထားခဲ့လေသည်ဒေါ်ပေါ်လီသည်မျက်မှောင်ကျုပ်၍ခဏမျှဆိုင်နေပြီးအခန်းကိုဖြတ်၍ရှောက်သွားကတကားကိုပိတ်လိုက်သည်သို့သောပေါ်လီယာနာကိုကမတွေ့ရတော့ချေအထက်ခိုးစီသို့ပြေးသက်သွားသောသူ၏ခြေတံများကိုကြားနေရလေသည်နာယီဝက်ကြသောအခါဒေါ်ပေါ်လီသည်ဝတ္တရားကိုတင်းကျပ်စွာဆောင်ရွက်သူ၏မျက်နှာထားဖြင့်လှေကားများတိုင်းတက်ကပေါ်လီယာနာ၏အခန်းထဲသို့ဝင်လိုက်လျင်ပင်အိုအန်နီပေါ်လီရဲ့သမီးတသက်ဒီလောက်စိတ်ဝင်စားစရာကောင်းတာဖတ်လို့ကောင်းတာတခါမှမတွေ့ဘူးဒီစာအုပ်ကိုဖတ်ဖို့အန်နီပေါ်လီသမီးကိုပေးတာသိဝမ်းသာတာပဲရင်ကောင်တွေဟာသူတို့ခြေထောက်တွေမှာဒီလောက်များတဲ့ဟာတွေကိုတဲလာနိုင်လိမ့်မယ်လို့မထင်ခဲ့ဘူးဟူသောစိတ်အားထက်သန်သည့်စကားကိုကြားလိုက်ရလေ၏အန်နီပေါ်လီကခက်တီတီနှင့်ပင်ကဲတော်ပါပြီပေါ်လီယာနာညီအဝတ်တွေထုတ်ယူခဲ့ငါကြည့်မယ်ညီနဲ့မတော်တော့တာဆိုရင်စီလီဗန်တို့လိုစင်းရဲတဲ့လူတွေကိုပေးလိုက်မယ်ဟုပြောလေသည်ပေါ်လီယာနာသည်စာအုပ်ငယ်ကိုမချချင်နှင့်ချထားခဲ့ပြီးအဝတ်ထားသည့်အခန်းငယ်ဘက်သို့လှည့်လိုက်၏ထောက်ပံ့ရေးအသင်းကမိမကြီးတွေထင်တာထက်အန်နီပေါ်လီထင်တာပိုဆိုးမယ်ထင်တယ်သူတို့ကတော့ဒီအဝတ်တွေကြည့်ရတာရှက်ဖို့တောင်ကောင်းတဲ့လို့ပြောတယ်ဒါပေမဲ့နောက်ဆုံးရောက်လာတဲ့အလူခံပစ္စည်းစီ2ခု3ခုထဲမှာယောက်ျားလေးဝတ်နဲ့ခက်ကြီးအဝတ်တွေပဲပါတာကိုဒါထက်အန်နီပေါ်လီတာသနာပြုရီစီကအလူခံပစ္စည်းမျိုးရဘူးလားဟင်ဟူ၍မေးလိုက်လေသည်သူ့အတော်သည်အံ့အားသင့်သွားကဒေါသဖြစ်သောအမှုရာပေါ်လာ၍ပေါ်လီယာနာကချက်ချင်းပြောလိုက်ရ၏ဟုတ်တယ်လေဘယ်ရဘူးပါမလဲအန်နီပေါ်လီသမီးမေ့နေလို့ပါချမ်းသာတဲ့လူတွေကအဲ့တလို့အလူခံပစ္စည်းမျိုးဘရောမှမရဘူးလေဒါပေမဲ့တခါတလေကြတော့လေသမီးကအန်နီပေါ်လီချမ်းသာတယ်ဆိုတာကိုမိနေတာဒီအခန်းထဲမှာဆိုရင်ပေါ့လေဟုဆိုလိုက်လေသည်ဒေါ်ပေါ်လီကဒေါသဖြင့်ပါဇက်ဟလိုက်မိတော့လေဘာစကားမှထွက်မလာခဲ့ကြပေါ်လီယာနာကတော့သူပြောသည့်စကားမှာဘာမှမနစ်မြို့စရာမပါတကယ်တော့ပင်ဆက်၍ပြောနေသည်ဒီလိုလေသမီးပြောချင်တာကအဲ့ဒါလိုတသနာပြုရီစီကရတဲ့အလူခံပစ္စည်းတွေဆိုတာလေဘာမှအသေးအချာမပြောနိုင်တာမျိုးကိုတွေ့ရမယ်ထင်တာတွေကိုမတွေ့တာကတော့သိချတယ်ပေါ့မတွေ့ရဘူးလို့ထင်လဲမတွေ့ပါဘူးဝမ်းသာရန်ကစားတာကလည်းအဲ့ဒီအလူခံပစ္စည်းတွေအကြောင်းဆိုရင်အခက်ဆုံးကြီးပဲအဖေနဲ့ဆိုရင်အချိန်မီပင်သူ့အတော်ကသူ့အဖေအကြောင်းသူ့ရှိမှမပြောရဆိုထားသည်ကိုတတိယပြီးရက်လိုက်လေသည်အဝတ်ထားသည့်အခန်းငယ်ထဲသို့အမြန်ခေါင်းမြုပ်လိုက်ရပြီးသူ၏လက်နှစ်ဖက်ဖြင့်သူ၏ဟောင်းနှွမ်းသောအဝတ်ကလေးများကိုပွေယူ၍ထုတ်လိုက်သည်နည်းနည်းမှတော့မကောင်းတော့ဘူးအန်ဒီရဲ့ဖျားဝတ်ကြောင်းထဲမှာခင်းဖို့ကော်စောတာမဝယ်ရင်အနက်ကလေးပါလေးဖြစ်မှာပေါ့အခုတော့သမီးမှရှိတာဒါအကုန်မဲဟုဆိုလေသည်ဒေါ်ပေါ်လီသည်ပေါ်လီယာနာထုတ်လာသောအဝတ်အထည်ကလေးများကိုလက်ညှိုးထိပ်ကလေးဖြင့်တို့ကလန်ကြည့်၏အဝတ်အထည်များမှာတခုမှပေါ်လီယာနာနှင့်တိုင်းချုပ်ထားဟန်မတူကြ။နောက်သူသည်မျက်မှောင်ကျုပ်လျက်ဗီဒိုအန်ဆွဲတဲကအဖာကလေးများစွာဖြင့်အတွင်းခံကလေးများကိုစစ်ဆေးပြန်လေသည်။အကောင်းဆုံးဟာတွေကိုသမီးဝတ်ထားတာအန်ဒီဟုပေါ်လီယာနာကပြောလိုက်လေသည်။ထောက်ပံ့ရေးအသင်းကမိန်းမကြီးတွေကအားလုံးကိုတစုံအသစ်ဝယ်ပေးလိုက်တယ်။ Mrs. Joan ကတော့သူကဥက္ကဋ္ဌလေသူကကော်စောမဝယ်ရလို့ဖျားဝတ်ကြောင်းနဲ့ဖနက်တန်တခွက်ခွက်ကြားနေရလဲကြားရပါစေဒါတော့ဝယ်ရမှာပဲလို့ပြောတယ်ဒါပေမဲ့သူတို့မနေပါဘူးဝယ်မှာပါပဲမစ္စတာဝိုက်ကစူးစူးညံ့ညံ့မကြိုက်ဘူးတဲ့လန့်တက်တယ်ဆိုလားသူ့မိန်းမကပြောတယ်သို့ပေမဲ့ပတ်စံလည်းရှိတာပဲလေအဲ့ဒီတော့ကော်စောဝယ်ဖို့ပတ်စံအများကြီးထည့်ရမှာပဲလို့ထင်ကြတယ်လေလန့်တက်တဲ့အတွက်ပေါ့လန်တက်တဲ့အတွက်ပတ်စံရှိတယ်ဆိုရင်လေသူဝမ်းသာဖို့ကောင်းတာပေါ့ဟုတ်ဘူးလားဟုတစ်ဆက်သေးပြောနေလေသည်ဒေါ်ပေါ်လီကတော့ကြားဟန်မတူချေအတွင်းခံအဝတ်များကိုစစ်ဆေးပြီးတွင်ပေါ်လီယာနာဘက်သို့ရုတ်တရက်လှည့်လိုက်သည်ပေါ်လီယာနာကြောင်းတော့နေပြီပေါ့နော်ဟုတ်ကဲ့နေတာပေါ့အန်နီပေါ်လီပြီးတော့အဖေကအိမ်မှာလဲတင်ပေးတယ်လေ
ဒေါ်ပေါ်လီကမျက်မှောင်ကျုပ်လိုက်၏ကောင်းပြီစောင်းဥပေါက်ရင်ညီဒီမှာကြောင်းနေရမယ်ညီကိုဘယ်အတန်းမှထားရမယ်ဆိုတာကျောင်းအုပ်ကြီးမစ္စတာဟော့ကဆုံးဖြတ်ပေးလိမ့်မယ်အခုအတော်အတွင်းတော့ညီတနေ့ကိုနာယီဝက်ငါရှိမှအတန်ထွက်ပြီးစာဖတ်ပြရမယ်ဟုဆိုလိုက်လေသည်သမီးတိတ်ဖက်ချင်တာပါပဲဒါပေမဲ့အန်နီပေါ်လီနားမထောင်ချင်ဘူးဆိုရင်လေသမီးပါသာစိတ်ထဲကနေပဲဖတ်ပါမယ်စိတ်ထဲကတင်ဖတ်ရရင်ဝမ်းသာဖို့တိတ်မကြိုးစားရဘူးပေါ့စကလုံးကြီးကြီးတွေကြောင့်လေတိလားဟုတ်မှာပါလေငါယုံပါတယ်ဒါနဲ့ဂီတကောတင်ပြီးပြီလားတိတ်မတင်ရသေးဘူးအန်ဒီသမီးရဲ့ဂီတတန်ကတော့သမီးတိတ်မကြိုက်ပါဘူးတခြားလူတွေရဲ့ဂီတကိုတော့ကြိုက်ပါတယ်သမီးစန္ဒယာနည်းနည်းတင်ဖူးတယ်ဖျားဝတ်ကြောင်းမှတီးတဲ့ Mrs. Gray ကတင်မိတယ်လေဒါပေမဲ့အန်နီပေါ်လီရဲ့ဒါကိုတော့သမီးလွတ်လိုက်ချင်ပါတယ်တကယ်ပါဖြစ်ရမှာပါပဲအန်နီပေါ်လီကမျက်ခုံးကိုမတိမတာချီပြီးပြောလိုက်သည်ပြီးမှဘလို့ပဲဖြစ်ဖြစ်လေညီကိုဂီတရဲ့အခြေခံလောက်တော့တက်အောင်စနစ်တကျတင်ပေးဖို့ကငါတာဝန်ဝတ္တရားပါပဲလို့ထင်တယ်အချုပ်အလုပ်တော့တက်မှာပေါ့ဟုတဆက်သေးမေးလေသည်ဟုတ်ကဲ့အန်ဒီထောက်ပံ့ရေးအသင်းကမိန်းမကြီးတွေကသမီးကိုတင်ပေးပါတယ်ဒါပေမဲ့အတော်လေးစိတ်ညစ်ရပါတယ်အန်ဒီMrs. ဂျုံကအင်ကြီးကျဲသည်ကွင်းလဲ့တဲ့အခါမှာအကင်နာတောင်တခြားသူတွေနဲ့မတူဘူးပြီးတော့ Mrs. White ကတော့ဝတ်သိုးချုပ်တာတက်မှအနားလုံးတာတင်ရမယ်ဆိုလားဘယ်ဟာကအရင်လဲတော့မသိဘူး Mrs. Harriman ကတော့ပစစ်ကွက်ဆက်ချုပ်တာတော့တင်ဖို့ကိုမလိုဘူးလို့ပြောတယ်အေးလေအဲ့ဒါလိုအခက်ခဲမျိုးတော့မရှိတော့ဘူးပေါ့ပေါ်လီယာနာညီကိုအချုပ်အလုပ်ငါကိုယ်တိုင်ပဲတင်ပေးမယ်ညီကအချက်အပြုတ်တော့တက်ဟန်မတူပါဘူးဟုပြောလိုက်လေသည်ပေါ်လီယာနာကရုတ်တရက်ရက်လိုက်သည်ဒီຫນွေမှာအဲ့ဒါတင်ပေးကြမလို့ပဲဒါပေမဲ့တိတ်ပြီးမတင်ဖြစ်ပါဘူးအချက်အပြုတ်ကတော့အချုပ်အလုပ်တုံးကထပ်တောင်သဘောထားကွဲလွဲကြသေးတာအန်နီပေါ်လီရဲ့ပါမုတ်ဖုတ်တာစတင်မယ်လို့တော့သူတို့ထဲကဘသူနဲ့ဘသူမှလှုပ်ချင်ပုံမတူကြဘူးဒါနဲ့အချုပ်အလုပ်အတွက်စုံညတုံးကငင်းကြခုံကြနဲ့သမီးကိုတပတ်မှတညက်နေစီသူတို့ရဲ့မီးဖို့ထဲမှာပဲအလဲကျတင်ပေးမယ်လို့ဆုံးဖြတ်ကြတယ်အခုနှုတ်ချောကလက်ဖြော်နီးနဲ့တဖန်းသီးကိတ်လုံနီးပဲတင်ရသေးတယ်နှုတ်ချောကလက်နဲ့တဖန်းသီးကိတ်ဒါကိုလည်းမကြခင်ပြင်လို့ရမှာပဲထင်ပါရဲ့ဟုဆိုကခဏမျှစဉ်းစားနေပြီးမနေ့ပြန်မနေ့9နာရီမှာငါစီလာပြီးနာယီဝက်စာဖတ်ပြအဲ့ဒီမတိုင်ခင်အချိန်ကိုဒီအခန်းရှင်းထားဗုဒ္ဓဟူးနဲ့စနေမနက်တွေမှာ9နာရီခွဲကျော်ရင်မီးဖို့ထဲမှာနန်စီနဲ့အချက်အပြုတ်တင်ရမယ်တခြားမနက်ခင်းတွေမှာတော့ငါစီလာပြီးတော့အချုပ်အလုပ်တင်ရမယ်ညနေပိုင်းတွေကတော့ဂီတတင်ဖို့ညီအတွက်ဆရာတယောက်ချက်ချင်းငားပေးမယ်ဟုအပြက်ဆိုကထိုင်ရာမှထသွားလေသည်ပေါ်လီယာနာကအန်နီပေါ်လီသမီးမှနေဖို့အချိန်တော့ခြံမထားတော့ဘူးလားဟုအထိတ်တလန့်မေးလိုက်လေသည်နေဖို့ရဲ့လို့ကလေးရဲ့ဘာကိုဆိုလိုတာတဲ့ညီတစ်ချိန်လုံးနေနေတာပဲမဟုတ်ဘူးလားဟုတ်ပါတယ်အန်ဒီရဲ့သမီးဓာရီလုံနေတဲ့တစ်ချိန်လုံးအသက်တော်ရှူနေတာပဲပေါ့ဒါပေမဲ့နေနေတာတော့မဟုတ်ဘူးလေအိတ်နေတော့မှလည်းအသက်ကတော့ရှူနေတာပဲဒါပေမဲ့နေနေတာတော့မဟုတ်တလို့ပေါ့သမီးပြောတဲ့နေဖို့ဆိုတာကလှုပ်ချင်တာကိုလှုပ်ဖို့လေအပြင်ထွက်ကစားတာတို့စာဖတ်တာတို့တောင်ကုန်းပေါ်တက်တာတို့ဥယျာဉ်ထဲမှာမစ္စတာတွန်နဲ့စကားပြောတာတို့နန်စီနဲ့စကားပြောတာတို့မနေ့ကသမီးဖြတ်လာခဲ့တဲ့လမ်းမှာရှိတဲ့အိမ်တွေအကြောင်းလူတွေအကြောင်းအစုံအလင်သိဖို့စုံစမ်းတာတို့အဲ့ဓာတွေလုပ်နေတာကိုနေတာလို့ပြောတာအန်နီပေါ်လီရဲ့အသက်ရှူယုံရှူနေတာကိုနေတယ်လို့မခေါ်ဘူးဒေါ်ပေါ်လီသည်စိတ်တူလာသလိုခေါင်းကိုမော့လိုက်၏ပေါ်လီယာနာညီဟာတကယ့်ကိုရှားမရှားကလေးပဲညီကိုကစားချိန်တင့်လျော်အောင်ပေးမှာပေါ့ဒါပေမဲ့ညီကိုဂယုတစိုက်ထားပြီးပညာသင်ပေးတာကိုငါဝိတ္တရားလို့ငါကလိုချင်းယူဆထားသလိုညီကလည်းညီဝိတတရားကိုတိတက်တဲ့အနေနဲ့ဒါတွေကိုအလဟတဖြစ်အောင်လုပ်ပြရင်ကျေးဇူးကမ်းရကြမယ်လို့သိစေချင်တယ်ဟုပြောလေသည်ပေါ်လီယာနာကအံ့အားသင့်သွားလေသည်အန်နီပေါ်လီရဲ့အန်တီအပေါ်ဘလို့လုပ်ပြီးကျေးဇူးကမ်းနိုင်မှာလဲသမီးအန်တီကိုချစ်လဲချစ်တယ်ပြီးတော့အန်နီကထောက်ပံ့ရေးအသင်းကမိန်းမကြီးလည်းမဟုတ်ပါဘူးအတော်တယောက်ပဲဥစ္စာဟုဆိုလေသည်အေးကောင်းပြီ
ဒါဖြစ်ရင်ကျေးဇူးမဲ့တဲ့အပြုအမူမျိုးမလုပ်မိဖို့တတိထားနေဖို့ဟုပြောကတကားစီသို့လှည့်ထွက်သွားလေသည်လေကားတဝက်လောက်ရောက်မှနောက်ကတုံတုံရင်ရင်ဖြင့်လမ်းခေါ်လိုက်သည့်အတန်လေးကိုကြားလိုက်ရ၏အန်နီဘော်လီသမီးပစ္စည်းထဲကဘယ်ဟာတွေကိုပေးပစ်ချင်နေဆိုတာမပြောခဲ့ရသေးဘူးလေဟုဆိုလေသည်ဒေါ်ဘော်လီ၏တပ်ပြင်းချတန်ကိုပေါ်လီယာနာကြားလိုက်ရသည်အေးငါပြောဖို့မေ့နေလို့ပေါ်လီယာနာဒီနေ့နေ့လေတနာ ਈ ခွဲမှာတင်မိုဒီကငါတို့ကိုမြို့ထဲပို့ပေးလိမ့်မယ်ညီအဝတ်တွေကတထဲမှငါတူမအနေနဲ့တင့်တော်တာမရှိဘူးဒါတွေဒါညီကိုဝစ်စေရင်ငါဝတ်တရားလုံးဝမကြေပွန်ရကြမယ်ပေါ်လီယာနာသည်တက်ပြင်းချလိုက်၏သူသည်ဤဝတ်တရားဆိုသည့်စကားကိုမကြိုက်ချင်ပါအန်နီပေါ်လီခဏလေးနေပါဦးအန်ဒီရဲ့ဒီဝတ်တရားဆိုတဲ့စကားလုံးကြီးနဲ့ပတ်သက်လို့ဝမ်းသာစရာနီလန်းကလေးများမရှိတော့ဘူးလားဘာဒေါ်ပေါ်လီသည်အံ့အားသင့်စွာမော့ကြည့်လိုက်သည်ပြီးလျင်မျက်နှာနီရဲလာကခြာကနေလဲ၍ဒေါသနှင့်ဆင်းသွားရင်ပေါ်လီယာနာနော်နင်းတော်တော်အယိုသေးတန်မဲ့တယ်ဟု၍မှန်မဲခဲ့လေသည်ပူအိုက်လာသောအထက်ခိုးခန်းလေးထဲတွင်ပေါ်လီယာနာသည်နောက်မီကလထိုင်ပေါ်ထိုင်ချလိုက်သည်သူ့အဖို့အသက်ရှင်နေရခြင်းသည်အဆုံးအစမရှိသောဝတ္တရားကြီးတစ်ခုကိုထမ်းဆောင်နေရတဲ့ကဲ့သို့သာဖြစ်နေချေသည်ဟုထင်မိလေသည်ဒါဟာအယိုအသေးတန်နေရလို့မထင်ပါဘူးဟုအောက်မေကတက်ပြင်းချလိုက်ပြီးဒီဝတ္တရားဆိုတဲ့ကိစ္စကြီးနဲ့ပတ်သက်ပြီးဝမ်းသာစရာဘာရှိတယ်ဆိုတာပြောခဲ့ဖို့လေတောင်းပန်တာပဲဟာဟု၍တွေးမိနေသည်မိနစ်ပေါင်းများစွာပဲပေါ်လီယာနာသည်ငြိမ်သက်စွာထိုင်နေမိ၏သူ၏မျက်လုံးအစုံသည်အိယာဘော်တွင်တင်ထားသည်ကြေကွဲဖွယ်အဝတ်ပုံကြီးစီသို့မတက်မတာကြည့်လျက်ရှိ၏ထို့နောက်အတန်ကြာမှဖြည်းဖြည်းချင်းထိုင်ရမှထ၍အဝတ်များကိုသိမ်းဆည်းလိုက်လေသည်ဝမ်းသာစရာရဲ့လို့ဘာတစ်ခုမှစဉ်းစားလို့မရပါလားဝတ်တရားကြေပွန်ပြီးအလုတ်ပြီးပြီဆိုတဲ့အခါမှာဝမ်းသာဖို့တော့ရှိပါတယ်လေဟုနှုတ်မှထုတ်၍ဆိုမိပြီးအတန်ကလေးများထွက်အောင်ပင်ရဲလိုက်မိလေတော့သည်အခန်းခွန်ပေါ်လီယာနာခံရသည့်အပြစ်ဒဏ်များနေ့လေတနာရီခွဲတွင်ဒေါ်ပေါ်လီနှင့်သူ့သူမတို့အားတင်မိုသည်ကအိမ်နှင့်မိုင်ဝက်ခန့်ဝေးသောဆိုင်ကြီး၄-၅ဆိုင်သို့လိုက်ပို့ရလေသည်ပေါ်လီယာနာအတွက်အဝတ်အစားအသစ်များချုပ်လုပ်ရသည်မှာကြုံရသူအလုံးအဖို့အနည်းနဲ့အများစိတ်လှုပ်ရှားစရာဖြစ်ရ၏အားလုံးပြီးသွားတော့ဒေါ်ပေါ်လီမှာပေါက်လူဆဲဆဲမီးတောင်ပေါ်ဖြတ်လျှောက်လာရာကနေမြေပေါ်ပြန်ရောက်တကဲ့သို့မောဟိုက်နွမ်းနေစွာတပ်ပြင်းချလိုက်ရသလိုအာရင်ကုန်ခန်းလျက်အပန်းဖြေနေရသည်သူတို့တူအကြီးဤလိုအပ်ချက်များကိုဖြည့်စွက်ပေးရန်တာဝန်ကြသောအယောင်စရေးများမှလည်းမျက်နာများနီရဲလျက်ပေါ်လီယာနာအကြောင်းရဲစရာမောစရာပြန်ပြောစရာတွေတပုံတစ်ခေါင်းကြီးနဲ့ကြံ့ရင်ခဲ့ကြလေသည်ပေါ်လီယာနာကိုယ်တိုင်ကမူအကျေနပ်ကြီးကျေနပ်လျက်ရှင်လက်သောအပြုံးဖြင့်ပြန်ခဲ့လေသည်အယောင်စရေးတယောက်အားကိုအဝတ်အစားဆင်ပေးဖို့အလူခံပစ္စည်းတွေနဲ့ထောက်ပံ့ရေးအသင်းကမိမကြီးတွေကလွယ်ရင်ဘယ်သူမှမရှိခဲ့ဘူးအခုလိုဆိုင်ထဲစတိုးထဲဝင်ပြီးအသစ်ဆက်ဆက်ကြီးဝယ်ရတာကတော့တကယ်ပြောစရာကောင်းတယ်ကိုနဲ့မတော်လို့လုံးညက်ထားရတာလို့ဖြန့်ချပြီးပြန်ချုပ်ရတာတော့မရှိတော့ဘူးပေါ့ပျော်စရာကြီးပဲဟုပင်ပြောခဲ့သေးသည်မဟုတ်ပါလောဈေးဝယ်ထွက်ရသည်မှာညနေပိုင်းတစ်ပိုင်းလုံးကုန်ခဲ့လေသည်ထို့နောက်ညနေစာစားပြီးအန်ဒီပေါ်လီအိမ်နီးချင်းအိမ်အလဲသွားခိုင်ဥယျာဉ်ထဲတွင်အဖိုးကြီးတွန်နှင့်စကားပြောကြရသည်မှလည်းပြောစရာကောင်းလာ၏နန်စီပကံနေဆေးပြီးသည့်အခါနောက်ဖေးဝင်ပေါက်ဝရန်နာတွင်နန်စီနှင့်စကားစမြည်ပြောရသည်မှလည်းပြောစရာပင်ကောင်းလာ၏အဖိုးကြီးတွန်ကပေါ်လီယာနာအားသူ့အမေအကြောင်းအံ့ဩဖွယ်ပုံပြင်များပြောပြသည်ကလည်းပြောစရာကောင်း၏နန်စီကလည်းသူချစ်တော်အမေမောင်ကလေးနှင့်ညီမကလေးများနေထိုင်ရာ6မိုင်များဝေးသောချောင်းကြားခေါ်လေတော်ရွာကလေးအကြောင်းများကိုပြောပြ၏တစ်ချိန်ချိန်တွင်ဒေါ်ပေါ်လီကခွင့်ပြုပါကထိုအရက်သို့ပေါ်လီယာနာအားအလဲခေါ်သွားမည်ဟုလည်းပြောသည်သူတို့နာမည်လေးတွေကချစ်စရာကွယ်သမီးဆိုရင်ကြိုက်မှာပဲအဲကနော်ဖလော်ရာပဲအက်စကယ်လာတဲ့မမနာမည်ကတော့နန်စီဆိုတာကြီးကတော့မုန်းနေအိုးမမနန်စီကလည်းဘဲနဲ့မဟုတ်တာတွေပြောနေရတာလေဘာဖြစ်လို့လဲတခြားနာမည်တွေလိုမလားလို့ပေါ့မမကအကြီးဆုံးမဟုတ်လား
ပထမဆုံးမွေးတာဆိုတော့အမေကဝတ္ထုတွေဘာတွေလဲတိတ်မဖတ်သေးတော့ဝတ္ထုထဲကနာမည်လှလှလေးတွေမသိရှာလို့ဖြစ်မှာပါဒါပေမဲ့သမီးကတော့နန်စီဆိုတဲ့နာမည်ကိုကြိုက်တယ်မမနာမည်မို့လို့ကိုကြိုက်တာကလယ်ရစ်ဆာမီဘယ်ဆိုတဲ့နာမည်ကိုကြိုက်မှာပဲထင်တယ်အဲ့ဒီနာမည်ဆိုရင်အများကြီးပိုကောင်းမယ်အဲ့ဒီနာမည်မျိုးဆိုခန့်နေနော်ပေါ်လီယာနာကရေနေသည်ဘလို့မဆိုလေဟပ်ပီဇာဆိုတဲ့နာမည်မျိုးမဟုတ်တာကိုဝမ်းသာရမယ်မမရဲ့ဘလို့ဟပ်ပီဇာဟုတ်လားဟုတ်တယ်လေအဲ့ဒါ Mrs. White ရဲ့နာမည်ပေါ့သူ့ယောက်ျားကသူ့ကို Hap လို့ခေါ်တာကိုသူကမကြိုက်ဘူးတဲ့တခါတလေသူ့ယောက်ျားက Hap လို့နှစ်ခါဆင့်ခေါ်လိုက်ရင်နောက်တစ်ခုံးကဟူရေးလို့អော်လိုက်ရမလို့ထင်တဲ့အဲ့ဒါလို့သူ့ကိုဟူရေးလောက်တာကိုလည်းမကြိုက်ဘူးတဲ့နန်စီဤမှုံတူတူမျက်နာသွင်းအပြုံးများရောက်လာသည်သမီးကပြောလဲပြောတတ်ပါကွယ်သမီးသိရဲ့လားမမလေးအခုပြောတဲ့ Hap ဆိုတာကိုစဉ်းစားပြီးတာရဲမိရင်နန်စီဆိုတဲ့နာမည်ကြီးဘယ်တော့မှကြိုက်မှာမဟုတ်ဘူးအေးလေအခုမှမမဝမ်းသာစကားစရုတ်တရက်ရက်လိုက်ပြီးအံ့ဩသည့်မျက်နှာဖြင့်ပေါ်လီယာနာကိုလှမ်းကြည့်လိုက်၏သမီးလေးပေါ်လီယာနာအခုဒီကစားနည်းကိုကစားနေတာလားဟုတ်တယ်မလားမမနာမည်ဟပ်စီဘာမဟုတ်တာကိုဝမ်းသာဖို့လေဟုဖြတ်မေးလိုက်လေသည်ပေါ်လီယာနာကမျက်မှောင်ကျုပ်လိုက်ပြီးမှရေလိုက်၏အင်းပေါ်မမနန်စီရဲ့ဟုတ်တာပေါ့သမီးကဝမ်းသာတန်းကစားနေတာလေဒါပေမဲ့အဲ့ဒါကမစင်စားဘဲနဲ့ပေါ်လာတဲ့ဝမ်းသာစရာလို့ထင်တာပဲသိလားမမဒီဟာနဲ့ကစားကြတဲ့ခါကျရင်အဲ့ဒါလို့ဝမ်းသာစရာရှာကြရတာပေါ့အဲ့လိုပဲတခါတလေမရှာဘဲနဲ့လဲတွေ့တတ်တယ်အများအားဖြင့်ဆိုရင်တော့ဘယ်ဟာမဆိုဝမ်းသာစရာတစ်ခုကတော့အမြဲရှိနေတာပဲစိတ်ရှည်လက်ရှည်နဲ့ရှာရင်အသေးအချာတွေ့တာကြီးပဲမမရဲ့နန်စီကအေးဟုတ်ပါလိမ့်မယ်ဟုဆိုကတန်တရားကတော့မပြောက်ချေည8 နာရီခွဲတွင်ပေါ်လီယာနာသည်အိတ်ခမ်းသို့တက်ခဲ့၏ချင်းစကားများမရောက်သေး၍လောင်ပိတ်နေသောအခန်းငယ်ကလေးမှာမီအိုးကလေးနှင့်ကင်ထားသည့်ပမာပူအိုက်လွန်းလာ၏ပေါ်လီယာနာသည်အလုံးပိတ်ထားသောပရင်းပေါက်နှစ်ပေါက်ကိုငေးမြော်ကြည့်မိ၏သို့သောသူမဖွင့်ပါသူ့အဝတ်စားများကိုချွတ်ကာတေးသေးတက်တက်ခောက်ပြီးဖျားရှိခိုဖျောင်းနိုင်ကိုမီးမုပ်၍အိယာထက်သို့တက်ခဲ့လေသည်ပူအိုက်လာသောကတင်ပေါ်တွင်ဘယ်ညာလူးလိမ့်ရင်အိတ်မပြောနိုင်မဲမိမြကြသည်မသိသူ့အထင်နိုင်ပေါင်းများစွာကြတော့အိယာတဲကအသာလျှောဆင်းခဲ့ပြီးအခန်းကိုဖျက်၍ဆန်ရင်လျှောက်လာကအဝင်တကားကိုဖွင့်လိုက်လေသည်အထက်ခိုးခမ်းမကြီးတွင်ကအရှိဖက်ခိုးပရင်းပေါက်မှဝင်နေသောလာရောင်ကလေးမှအပမှောင်ပိတ်၍နေသည်လက်ဝဲလက်ရာမှကြောက်မက်ဖွယ်အမောင်ထုကြီးကိုဇွန်မိန်၍လစ်လူရှူပြီးအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကလာရောင်လမ်းကြောင်းလေးအတိုင်းပရင်းပေါက်စီသို့လမ်းငယ်လေသည်ဤပရင်းပေါက်တွင်ချင်းစကားရှိလိမ့်မည်ဟုသူဝိုးသွားမျောလင်းခဲ့တော်လဲမရှိခဲ့ကြတို့ရာတွင်အပြင်ဖက်မှနတ်သမီးပုံမြင်တွေကလိုလပကျဲပြန်သောလောကကြီးကိုမြင်လိုက်ရလေသည်ပူနွေးနေသောပါပြင်းနှင့်လက်ကလေးများစီတို့အေးတက်များပတ်ဖြန်းလိုက်သည့်ပမာလေချိုအေးကလေးများတုပ်ဖြူးနေမည်ကိုသူသိနေသည်ပရင်းပေါက်တကားနာသို့ကတ်သွားပြီးအပြင်သို့ချောင်းကြည့်လိုက်တော့ပရင်းပေါက်ဤအောက်အဆက်နာတွင်ဒေါ်ပေါ်လီဤလေးသားဆောင်အပေါ်ကမိုးထားသောသွတ်မိုးပြန့်ပြန့်ကြီးကိုတွေ့လိုက်ရလေသည်ဤမြည်ကွင်းသည်သူ့အားဆွဲဆောင်လျက်ရှိနေ၏အပြင်ဖက်မှဆိုရင်ဘလောက်ကောင်းလိုက်မလဲသူသည်ကြောက်ကြောက်လန့်လန့်နှင့်ပင်နောက်တို့လှည့်ကြည့်လိုက်၏ဤအမောင်ဤတနေရာစီတွင်အလွန်ပူအိုက်လာသောအခန်းကလေးနှင့်ပို၍ပူအိုက်သောသူ့အိယာလေးရှိသည်သူနှင့်သူ့အခန်းသူ့အိယာတို့အကြားတွင်ကြောက်မက်ဖွယ်မောင်မဲသောဂန္ဓာယာကြီးရှိနေသည်ဒါကိုသူ့လက်များဆန့်တန်း၍စမ်းပြီးသွားမှရောက်မည်သူ့ရှိမှတော့လာရောင်နှင့်လေချိုအေးလေးနှင့်လေသာခောက်မိုးအပြန့်ကြီးရှိနေသည်သူ့အိယာကလေးသာအပြင်မှာရှိရင်ပြီးတော့လူတွေသာအပြင်ထွက်အိတ်တက်ကြလင်ဘလောက်ကောင်းမည်နည်းအနောက်ဖက်မှနေတော့ကဂျိုဝဲဟာဝလီဆိုသူသည်အဆုတ်နာယောဂဖြင့်မမကြမ်းဖြစ်နေ၍အပြင်မှာအိပ်ရ၏ရုတ်တရက်ပေါ်လီယာနာသည်အထက်ခိုးပရင်းနာတွင်အစီအီချိတ်ထားသောအိပ်ဖြူကြီးများကိုတွား၍တတိရသည်ထိုအိပ်များမှာစောင်းဝစ်အထည်များဖြစ်၍ຫນွေအခါတွင်တင်ထားခြင်းဖြစ်သည်ဟုနန်စီကသူ့ကိုပြောပြဘူးသည်ခက်ရွံ့ရွံ့လေးနှင့်ပင်ပေါ်လီယာနာသည်
အမောင်ထဲတင်ဆန်း၍ဤအိတ်များစီသို့သွားလိုက်၏ထိုအထဲမှခတ်ထူထူအိအိတ်ကြီးတစ်ခုကိုမွေရာအဖြစ်ရွေးလိုက်၏ထိုနောက်ခပ်ပါးပါးအိတ်တစ်ခုကိုခောက်၍ခေါင်းအုပ်လှုပ်ရန်ရွေးလိုက်၏ထိုနောက်အိတ်တစ်ခုကိုအဖုံးလှုပ်ရန်ရွေးလိုက်ပြန်သည်ဤအထုပ်ပိုးများဖြင့်ပြည့်စုံသောအခါပေါ်လီယာနာသည်စိတ်ထဲကနေပျော်လျက်ပင်လာရောက်ဝင်သည့်ပဒင်းပေါက်စီသို့ပြန်လာခဲ့လေသည်ပြီးလျှင်တကားရွက်ကိုအသာမလိုက်ပြီးလက်ထဲကအထုပ်ပိုးများကိုအောက်နားစားရှိအမိုးပေါ်သို့ထိုးသိပ်၍ချလိုက်၏ထို့နောက်သူသည်ရှောက်ထွက်လိုက်ကပဒင်းကိုအသာပင်ပြန်ပိတ်ခဲ့လိုက်သည်ပေါ်လီယာနာသည်ဟိုဟာဒီဟာများကိုတည်ဆောင်လာနိုင်သည်အံ့ဩဖွယ်ခြေထောက်များနှင့်ရင်ကောင်များကိုမမေ့ချေအေးမြလာပါသည်တကားပေါ်လီယာနာသည်ဝမ်းသာလွန်း၍ဟိုမှဒီမှလျှောက်၍ကရင်ပင်လက်ဆက်ချိုအေးသောလေကိုတဝကြီးရှိုက်၍ရှူနေမိသည်သူ့ခြေထောက်အောက်ကသူ့မိုးတကျွတ်ကျွတ်မြည်တမ်းကိုလည်းပေါ်လီယာနာကသဘောကျမိသလိုသူ့မိုးပြန့်ကျဲကြီးကိုဟိုထိတ်ဒီထိတ်နှစ်ခေါက်သုံးခေါက်ပြန်၍ရှောက်နေမိသည်ပူအိုက်လောင်ပိတ်လာသောသူ့အခန်းလေးထဲမှထွက်လာရသောကြောင့်လေဤလေသာကွင်းပြင်ကြီးအရာသာမှာပို၍ထူးကဲနေခြင်းဖြစ်သည်အမိုးမှလည်းကျဲပြန့်လာ၍လိတ်ကြမီကိုကြောက်เสียမလို့နောက်ဆုံးတွင်အလွန်ကျေနပ်စွာတပ်ပြင်းချလိုက်ပြီးတာမွေးအင်ကြီးမွေးရပေါ်သို့အခြားအိတ်တစ်ခုကိုခောက်၍ခေါင်းအုံးလုံးနောက်အိတ်တစ်ခုဖြင့်အဖုံးလောက်ကခွေခွေကလေးလဲချပြီးအိတ်လိုက်လေတော့သည်ချင်းစကားတွေမရောက်သေးတာဝမ်းသာစရာပါပဲမဟုတ်ရင်ငါဒီလိုစိမ်မျိုးခံရမှာမဟုတ်ဘူးဟုကောင်းကင်ကျဲများကိုပုတ်ခတ်ကြည့်ရင်ဆိုလိုက်လေသည်အောက်ထပ်လေသာဆောင်နှင့်ကပ်လျက်ရှိသောဒေါ်ပေါ်လီအခန်း၌တွင်ကဒေါ်ပေါ်လီသည်ညဝတ်အင်ကြီးအရှိကြီးနှင့်ညက်ဖနက်ကိုကြပြကြရာဝတ်လိုက်သည်သူ့မျက်နာကကြောက်လန့်သဖြင့်ဖြူဖက်ဖြူရော်ပင်ဖြစ်နေ၏လွန်ခဲ့သောတမိနစ်ခန့်ကမူသူသည်တုံရီသောအတန်ဖြင့်တင်မိုဒီထံတယ်လီဖုန်းဆက်နေသည်အပေါ်ကိုမြန်မြန်တက်ခဲ့ကြစမ်းမင်းရောမင်းအဖေရောမှန်အိမ်တွေယူခဲ့လေသာဆောင်ပေါ်မှာတယောက်ရောက်နေတယ်ပန်းယုံကနေတက်လာသလားဘဲကတက်လာတယ်လဲမသိဘူးအဲ့ဒီကနေပြီးအရှိဖက်အထက်ခိုးပရင်းပေါက်သေးကိုဝင်ရင်ရတာကိုအထက်ခိုးဖက်တက်တဲ့တကားကိုတော့တောက်ခတ်ထားပြီးအေးမြန်လာနော်မြန်ထို့နောက်အတော်ကလေးကြာမှမင်းမိန်ဖြင့်တဖြည်းဖြည်းအိပ်ပျော်စားပြုနေသောပေါ်လီယာနာသည်မီးရောင်တစ်ခုနှင့်အတန်သုံးခုကြောင့်လန့်နိုးလာလေသည်သူ့မျက်လုံးများကိုဖွင့်ကြည့်လိုက်တော့သူ့အနီးတွင်လေကားထောင်၍တက်လာသောတင်မိုဒီကိုတွေ့ရသည်အဖိုးကြီးတွန်ကလည်းပရင်းပေါက်ကိုဖွင့်၍အမိုးဖက်သို့ထွက်လာစေသူ့အတော်လဲအဖိုးကြီးနောက်ကအပြင်သို့လမ်းကြည့်နေစေဒေါ်ပေါ်လီသည်ပေါ်လီယာနာဒါဘာလုပ်နေတာလဲဟုလန့်អော်လိုက်လေသည်ပေါ်လီယာနာကအိတ်ချစ်မူတူထထိုင်၍ဟင်မစ္စတာတွန်အန်နီပေါ်လီဒီလောက်အထိတ်တလန့်ကြီးကြည့်မနေပါနဲ့သမီးမှာဂျိုဝဲဟာတလီလိုအဆုတ်နာယောဂလည်းမရှိပါဘူးအထဲမှာပူအိုက်လွန်းလို့ပါယောဂဘိုးတွေတဲလာတဲ့ရင်ကောင်တွေလည်းမဝင်နိုင်အောင်ပရင်းပေါက်ကိုတေချာပိတ်ထားခဲ့ပါတဲ့အန်နီပေါ်လီဟုပြောလေသည်တင်မိုဒီသည်လှေကားမှရုတ်တရက်ပြန်ဆင်းသွားသည်အဖိုးကြီးတွန်လဲမီးအိမ်ကိုဒေါ်ပေါ်လီအားပေးရင်းသူ့သားနီးသူပင်အလင်းအမြန်ဆင်းသွားလိုက်လေသည်ဒေါ်ပေါ်လီလည်းအဖိုးကြီးတို့သားအဖဆင်းသွားသည့်အထိသူ့နှက်ခမ်းကိုတင်းတင်းကိုက်ထားပြီးပေါ်လီယာနာအဲ့ဓာတွေကိုချက်ချင်းပေးလိုက်စမ်းပြီးတော့ဝင်ခဲ့တကယ်တော့ရှားမရှားပဲဟုခက်ထန်တင်းမာစွာဆိုလိုက်လေသည်ထို့နောက်ပေါ်လီယာနာဝင်လာတော့မီးအိမ်ကိုကင်လျက်အထက်ခိုးခန်းဖက်သို့လှည့်လိုက်သည်ပေါ်လီယာနာအဖို့အေးမြသောအပြင်ဖက်မှပြန်လာရသည်ဖြစ်၍ပိုမိုအသက်ရှူကျက်သလိုခံစားလိုက်ရသည်သို့သောသူမငြီးညူတော့ပါတပ်ပြင်းရှိကြီးကိုသာချလိုက်မိတော့သည်လေကားထိပ်သို့ရောက်လင်ဒေါ်ပေါ်လီကပေါ်လီယာနာဒီညအဖို့တော့ညီငါနဲ့အတူအိပ်ရာပေါ်မှာလာအိတ်ချင်းစကားတွေနှက်ပြန်ရောက်လာလိမ့်မယ်မရောက်ခင်တော့ညီးဘက်မှာရှိနေတယ်ဆိုတာသိနိုင်တဲ့နေရာမှာပဲထားဖို့ကငါဝတ်တရားလို့ယူဆတယ်ဟုခက်ဆက်ဆက်လေးဆိုလိုက်လေသည်ပေါ်လီယာနာသည်တပ်ပြင်းဆိုင်လိုက်၏အန်ဒီနဲ့လာအိပ်ရမယ်ဟုတ်လားအန်ဒီအိပ်ရာပေါ်မှာလေဟာအန်ဒီပေါ်လီတိတ်ချစ်ဖို့ကောင်းတာပဲသမီးကလေတယောက်ယောက်နဲ့အတူတိတ်အိတ်ချင်တာအတော်ပဲပေါ့တယောက်ယောက်ဆိုတာကလည်းကို့အမျိုးတဲကလေထောက်ပတ်ရေးအတင်းကမိန်းမကြီးတွေနဲ့တော့အိတ်ခဲ့ဖူးတာပေါ့အိုးတကယ်ပါပဲချင်းစကားတွေမရောက်တာကိုဝမ်းသာရတော့မယ်
အန်ဒီကဝမ်းမသာဘူးလားဟင်ဒေါ်ပေါ်လီကဘာမှပြန်မပြောတော့ချေခြေလန်းကြဲကြဲဖြင့်ရှေ့ကနေလျှောက်သွားလိုက်လေတော့သည်အမှန်ဆိုရင်ဒေါ်ပေါ်လီမှာဘာလို့ရမည်မှန်းပင်မသိတော့ပေါ်လီယာနာရောက်လာကြတဲ့ကဆိုရင်ပေါ်လီယာနာအားဒေါ်ပေါ်လီအပြစ်ပေးသည်မှာယခုတစ်ချိန်နှင့်ဆိုတတိယအကြိမ်ဖြစ်သည်သူအပြစ်ပေးသည်ကိုဆုလက်ချင်းမြင့်သလိုသဘောထားသည့်အတွက်အံ့အားသင့်ရသည်မှာလည်းယခုအကြိမ်သည်တတိယအကြိမ်ဖြစ်၏ဒေါ်ပေါ်လီဘာလို့ရမှန်းမသိသည်မှာအံ့ဩစရာတော့မရှိပါချေအခန်းရှိပေါ်လီယာနာအလဲသွားခြင်းများမကြာမီပင်ဟယ်ရင်တန်အိမ်ကြီး၌စီကန်းသေးဝတ်တကယ်သူဖြစ်လာသည်ဒေါ်ပေါ်လီမူလကချမှတ်ထားသောစီကန်းမျိုးကမဟုတ်ပေါ်လီယာနာအချုပ်အလုပ်တင်သည်စံတရားသည်တင်သည်အတန်ထွက်၍စာဖတ်သည်မိဖို့ခန်းထဲတွင်အချက်အပြုတ်လေလာသည်မှန်ပါသည်သို့သောပေါ်လီယာနာသည်ဤလုပ်ငန်းများတွင်မူလကသတ်မှတ်ထားသောအချိန်ပြည့်အောင်တော့ဘယ်တော့မှမလုပ်ချေသူနှစ်ချိုက်သလိုနေဖို့အတွက်အချိန်ပို၍ရသည်ဘာကြောင့်လဲဆိုတော့နေ့စဉ်လိုပင်ညနေပိုင်းနာရီပြန်2ချက်မှ6နာရီအချိန်ထိဒေါ်ပေါ်လီကတားမြစ်ပိတ်ပင်ထားတာမျိုးမဟုတ်လင်ပေါ်လီယာနာကသူကြိုက်တာသူလုပ်နိုင်သောသူ့ရဲ့ကိုယ်ပိုင်အချိန်ဖြစ်သောကြောင့်ဖြစ်၏ကလေးကိုဤမြအားလက်ချိန်ပေးထားခြင်းမှာပေါ်လီယာနာအားအလုံးမနားခွင့်ပေးသည့်သဘောဖြစ်လေသလောထိုသည်မဟုတ်သူ့အန်တီပေါ်လီအားပေါ်လီယာနာနှင့်လွတ်ရာတွင်နားခွင့်ရစေသည့်သဘောဖြစ်လေသလားစဉ်းစားဖွယ်စရာဖြစ်၏တကယ်တော့ဇူလိုင်လပထမတစ်ပတ်လုံးလိုပင်ဒေါ်ပေါ်လီမှာတကယ်ရှားမရှားပဲတော့ဟုအော်ရသည့်အကြိမ်ပေါင်းများခဲ့ပြီဖြစ်၏စာဖတ်ချိန်နှင့်အချုပ်အလုပ်တင်ချိန်များပြီးဆုံးသွားသည့်အခါမှာတော့ဘာမှလှုပ်ချင်စိမ့်မရှိတော့အောင်အာရင်ကုန်ခန်းပင်ပန်း၍ကြံရစ်သည်ကများ၏မိဖို့ထဲမှနန်စီကသူ့ထက်ပို၍သားပါသည်အာရင်ကုန်ခန်းသည်လည်းမရှိပင်ပန်းသည်လည်းမရှိဗုဒ္ဓဟူးနေ့နှင့်စနေနေ့များသည်သူ့အဖို့နေထူးနေ့မြတ်ပင်ဖြစ်သည်ဟယ်ရင်တန်လမ်းမကြီးနှင့်အနီးအနားပတ်ဝန်းကျင်တွင်ပေါ်လီယာနာနှင့်ကစားရန်ကလေးများမရှိချေအိမ်ကြီးကလည်းရွာ၏အစွန်တွင်ဖြစ်နေသည်မနီးမဝေးအရက်တွင်အခြားအိမ်များရှိတော်လေထိုအိမ်များပေါ်တွင်ပေါ်လီယာနာနှင့်ရွယ်သူမိန်းကလေးများမရှိယောက်ျားကလေးများလည်းမရှိသို့သောပေါ်လီယာနာကတော့ဤအတွက်အနှဲငယ်များစိတ်အနှောက်အယှက်ဖြစ်ဟန်မရှိချေသမီးအဖို့ကိစ္စမရှိပါဘူးမမနန်စီသမီးကလမ်းလျှောက်သွားပြီးအိမ်တွေလူတွေကိုကြည့်ရတာပြောတာပဲလူတွေကိုသမီးချစ်တယ်မမကောဟင်ဟုပေါ်လီယာနာကပြောတတ်သည်ချစ်တယ်လို့တော့မပြောနိုင်ဘူးအားလုံးကိုတော့မချစ်ဘူးပေါ့ဟုနန်စီကတိုဆက်ဆက်နှင့်ပြန်ပြောတတ်သည်တာယာသောညနေတိုင်းလိုပင်ပေါ်လီယာနာသည်သူ့ကိုတနေရာသို့တခုခုခိုင်း၍လွတ်ရန်တောင်းပန်ပန်ပြောနေသည်ကိုတွေ့ရတတ်သည်သူသည်တနေရာမဟုတ်တနေရာသို့လမ်းလျှောက်ထွက်ခြင်းနေသည်ဤသို့မကြာခဏလမ်းလျှောက်ထွက်ရင်းကပင်သူသည်ဤလူကြီးနှင့်တွေ့ခဲ့ခြင်းဖြစ်၏ပေါ်လီယာနာအဖိုးတော့ထိုနေ့ကအခြားလူကြီးဘယ်နှယောက်နှင့်တွေ့ခဲ့သူ့အဖိုးလူကြီးဆိုသည်မှာဤလူကြီးသာဖြစ်၏ထိုလူကြီးသည်ကုတ်အင်ကြီးအရှိအနက်ကြီးကိုဝတ်လျက်ပိုးသားအုပ်ထုပ်ကိုစောင်းထား၏ဤအရာနှစ်ခုမှာအခြားလူကြီးများဘယ်တော့မှမဝတ်ဆင်သောအရာများဖြစ်သည်သူ၏မျက်နှာမှာမုတ်စိတ်မွေပပြိုင်မွေးများမရှိပြောင်စင်အောင်ရိတ်ထားလေးရှိပြီးဖြူဖက်ဖြူရော်လည်းရှိလာ၏အုတ်ထုပ်အောက်ခြေတွင်မြင်ရသောသူ၏သပင်သည်မွဲ6အယောင်တစ်မျိုးဖြစ်နေသည်သူသည်ကိုမက်၍ဖြက်လက်စွာလမ်းလျှောက်လေရှိသည်သူကိုမိသည့်အခါမဆိုတယောက်တည်းသာတွေ့ရတတ်၏ထို့ကြောင့်ပင်လေပေါ်လီယာနာကသူ့အတွက်စိတ်မကောင်းဖြစ်မိသလိုရှိ၏ထို့ကြောင့်ပင်ပေါ်လီယာနာသည်တနေ့တွင်ထိုလူကြီးအားနှုတ်ဆက်မိလေသည်ဦးလေးနေကောင်းရဲ့လားဒီနေ့နေသားတယ်နော်ဟုပေါ်လီယာနာကသူ့အနားသို့သွားပြီးရှင်ပြစွာနှုတ်ဆက်လိုက်၏ထိုလူကြီးကသူ့ဘေးပတ်လေသို့ကြပြာကြည့်လိုက်ပြီးဇဝေဇဝါဖြစ်ရက်လိုက်၏မင်းလားငါ့ကိုစကားပြောတာဟုဆူးရှသောအတန်ဖြင့်မေးလိုက်လေသည်ဟုတ်ပါတယ်ဒီနေ့နေသားတယ်လို့ပြောတာပါဟုပေါ်လီယာနာကပြုံးရွှင်စွာနဲ့ထပ်ပြောလေသည်လူကြီးကဤမြသာအတန်ပြူ၍ရှောက်မြဲအတိုင်းဆက်လျှောက်သွားလေသည်ပေါ်လီယာနာကရဲရင်းနှင့်ပင်ကြံရစ်ခဲ့သည်
ဤလူကြီးကရဲစရာကောင်းသောလူကြီးပါတကားဟုသူစိတ်ထဲထင်နေမိသည်နောက်တစ်ရက်လေထိုလူကြီးကိုတွေ့ရပြန်သည်ဒီနေ့တော့မနေ့ကလောက်မသားရဘူးနော်ဒါပေမဲ့စိုးတော့မစိုးပါဘူးဟုပေါ်လီယာနာကရှင်ပြစွာနှုတ်ဆက်လိုက်ပြန်သည်လူကြီးကဟေးအေးဟုအတန်ပြုကဆက်လျှောက်သွားတော့ပေါ်လီယာနာကရဲမိပြန်သည်ဤနည်းအတိုင်းပင်ပေါ်လီယာနာကလူကြီးအားတတိယအကြိမ်နှုတ်ဆက်တော့လူကြီးကရုတ်တရက်ရက်လိုက်ပြီးဟေးကလေးမင်းဘသူရောတို့ကိုဘာဖြစ်လို့နေတိုင်းနှုတ်ဆက်နေတာလဲဟေဟူ၍ပြောလာလေသည်သမီးကပေါ်လီယာနာဝတ္တီယာလို့ခေါ်ပါတယ်ဦးကိုကြည့်ရတာတယောက်တည်းပြင်းစရာကောင်းပုံရတာနဲ့နှုတ်ဆက်လိုက်တာပါဦးလေးရက်ပြီးစကားပြောတာသမီးသိပ်ဝမ်းသာတာပဲကဲမိတ်ဆက်လို့တော့ပြီးပြီဦးလေးနာမည်ကိုတော့မသိရသေးဘူးနော်ဟူ၍ပြောလေသည်တကယ်ကိုပဲလူကြီးကသူ့စကားသူဆုံးအောင်မပြောတော့ပဲရခင်ငါထက်မြန်ပင်ဆက်လျှောက်သွားလိုက်လေတော့သည်ပေါ်လီယာနာသည်သူသွားရသို့လိုက်ကြည့်ရင်သူ့မျက်နှာပေါ်တွင်တွေ့မြင်နေကြအပြုံးကလေးများတရိပ်ရိပ်ပျောက်ကွယ်သွားလေသည်သူနားမလဲလို့နေမှာပေါ့လေမိတ်ဆက်တာကတဝက်ပဲရှိသေးတာသူ့နာမည်ကိုလည်းမသိလိုက်ရဘူးဟုတိုးတိုးလေးရေရွတ်ကသူ့လန်းသူဆက်လျှောက်သွားလေတော့သည်ယနေ့ပေါ်လီယာနာကမစ္စစ်စနိုးထံသို့နွားကလေးခြေထောက်ပေါင်းကျဲလီသွားပို့ရလေသည်ဒေါ်ပေါ်လီဟယ်ရင်တန်ကမစ္စစ်တက်စနိုးထံသို့တပတ်တစ်ခါတစ်ခုခုဤသို့ပို့မြဲဖြစ်သည်မစ္စစ်တက်စနိုးကဆင်းရဲသည်နာတာရှည်ယောဂါရှိသည်သူနှင့်ဖျားเจ้าတက်ဖော်တက်ဖက်ဖြစ်သည်အားလုံးသောဖျားเจ้าတက်ဖော်တို့၌စောက်ရှောက်ရန်ဝတ္တရားရှိသည့်အားလျော်စွာဒေါ်ပေါ်လီကသူ့မှလည်းဝတ္တရားရှိသည်ဟုယူဆကြောင်းပြောသည်ဒေါ်ပေါ်လီသည်မစ္စစ်တက်စနိုးပေါ်တွင်သူပြုသောဝတ္တရားကိုကြာရာပရေနှင့်ညနေပိုင်းများတွင်ကိုယ်တိုင်မဟုတ်ဘဲနန်စီမတဆင့်ပြုလုပ်မြဲဖြစ်သည်ယနေ့တော့ပေါ်လီယာနာကဤအခွင့်အရေးကိုတောင်းခံသောကြောင့်ဒေါ်ပေါ်လီ၏အမိန့်အတိုင်းနန်စီကလွှဲပြောင်းပေးလိုက်ခြင်းဖြစ်လေသည်မမကဒီတာဝန်ကြီးလွတ်သွားတာတိတ်ဝမ်းသာတာပဲဟုနောက်မှနန်စီကပေါ်လီယာနာအားနှစ်ယောက်ချင်းပြောပြ၏အေးလေဒီအလုပ်ကြီးကိုသမီးလေးအပေါ်ပုံထိုးထည့်လိုက်ရတာတော့မတရားဘူးပေါ့တကယ်ဒါပေမဲ့မမနန်စီရဲ့သမီးကဒါကိုလှုပ်ချင်တာလေအေးပါသမီးဒီတစ်ခေါက်သွားပြီးရင်နောက်တော့လှုပ်ချင်တော့မှာမဟုတ်ပါဘူးဟုနန်စီကမဲ့ကရွဲ့ကဆိုလိုက်လေသည်ဘာဖြစ်လို့မလှုပ်ချင်ရမှာလဲမမရဲ့ဘာဖြစ်လို့လဲဆိုတော့ဘသူမှမသွားချင်လို့ပဲပေါ့လူတွေကသူ့ကိုတနာကြလို့တာပေါ့မဟုတ်ရင်သူ့အနာတစ်နေ့လုံးနေလို့တယောက်မှမကပ်ဘူးအေးသူကအဲ့တလောက်ကိုရန်လိုနေတာသူ့ကိုပြုစုနေရတဲ့သူ့သမီးကလေးကိုပဲတနာပါတယ်ဒါထက်သူကဘာဖြစ်လို့လဲမမနန်စီရဲ့နန်စီကပခုံးကိုတွန်းလိုက်ပြီးရှင်းပြောရရင်တော့အဲ့ဒီမစ္စစ်တက်စနိုးဆိုတဲ့မိန်းမကြီးရဲ့မျက်စိထဲမှာဘာဖြစ်အကောင်းကိုမမြင်ဘူးလေနေ့တွေရက်တွေကအစသူစိတ်တိုင်းကြမဖြစ်ဘူးဒီနေ့တနင်္လာနေ့ပါဆိုရင်သူကတနင်္ဂနွေနေ့ဖြစ်ရင်ကောင်းမှာလို့ပြောမှာသူစီကိုဂျယ်လီသွားပို့ရင်သူကကြက်သားဟင်းစားချင်တယ်လို့ပြောမှသေးချတယ်ဒါပေမဲ့ကြက်သားဟင်းယူသွားပြန်ရင်လေသူတောင်းတနေတာကတိုးသားဟင်းဖြစ်အောင်မှာပဲအင်းတော့တော်တော်ရဲစရာကောင်းတဲ့မိန်းမကြီးပဲဟုပေါ်လီယာနာကပြော၍ရဲလိုက်ပြီးသမီးသူ့ကိုသွားတွေ့ချင်ပါတယ်သူ့ကိုတွေ့ရရင်အံ့ဩထူးခြားစရာတွေလည်းတွေ့ရမှာပဲသမီးကထူးခြားတဲ့လူတွေကိုချစ်တယ်ဟုဆိုလေသည်အေးသူကထူးခြားလို့သမီးကချစ်ရင်ကြံတဲ့တို့တွေအတွက်တော့တတ်တာတာပေါ့ဟုနန်စီကဆိုလိုက်လေသည်ယနေ့ပေါ်လီယာနာဤစကားများကိုပြန်၍သတိရရင်တဲကုတ်ကလေးရှိရာဝင်းဝသို့ချိုးဝင်ခဲ့သည်ထူးခြားသောမစ္စစ်တက်စနိုးကိုတွေ့ရတော့မည်ဖြစ်၍သူ၏မျက်လုံးများမှာအယောင်တလက်လက်ထွက်၍ရှိလေသည်သူကတကားကိုခောက်လိုက်တော့မျက်နှာဖြူဖက်ဖြူရောနှင့်ပင်ပန်းနွမ်းနေဟန်ရှိသောမိန်းကလေးတစ်ယောက်ကဖွင့်ပေးသည်နေကောင်းရဲ့လားဟုပေါ်လီယာနာကရင်ကျေးစွာနှုတ်ဆက်ပြီးသမီးကဒေါ်ပေါ်လီဟယ်ရင်တန်စီကပါမစ္စစ်တက်စနိုးနဲ့တွေ့ချင်လို့ပါဟုခွင့်တောင်းလိုက်လေသည်တွေ့ချင်သမားဆိုလဲတွေ့ပေါ့အမေကိုတွေ့ချင်တာညီးပဲရှိသေးတယ်ဟုသူ့ပါဇက်ကတိုးတိုးလေးဆိုနေသည်ပေါ်လီယာနာကတော့မကြားချေ
မိန်းကလေးရှိမှလမ်းပြရင်းဝင်သွားပြီးတကားတစ်ခုကိုဖွင့်လိုက်တော့လူမမာနေသည့်အခန်းမှာမှောင်မိုင်းနေသည်ဖြင့်ပေါ်လီယာနာသည်သူ့မျက်စိများကိုကျင့်သားရအောင်အတော်အားစိုက်ကြည့်ရ၏ဤမြမောင်သောအခန်းတွင်ဝယ်အိယာပေါ်၌တဝက်အိတ်တဝက်ထိုင်အနေထားဖြင့်ရှိသောမိန်းမတစ်ယောက်ဤပုံတံရေးရေးကိုမြင်လိုက်ရလေသည်ပေါ်လီယာနာသည်ရှေ့သို့တိုးသွားရင်း Mrs. Tesno နေကောင်းရဲ့လားအန်တီပေါ်လီကတော့ဒီနေ့ Mrs. Tesno တက်တာလိမ့်မယ်လို့မျှော်လင့်ပါတယ်တဲ့သူကနွားကလေးခြေထောက်ပေါင်းဂျယ်လီလဲပုတ်ခိုင်းလိုက်ပါတယ်ဟုပြောလိုက်လေသည်အမလေးဂျယ်လီတဲ့တာဟုညင်းညင်းညူညူအတန်တစ်ခုထွက်လာပြီးအေးလေကျေးဇူးတော့တင်ပါတယ်ဒါပေမဲ့ငါကတော့ဒီကနေ့တိုးသားဟင်းကလေးများလာမလားလို့မျှော်နေတာဟုဆက်ပြောလာလေသည်ပေါ်လီယာနာသည်အနှဲငယ်မျက်မှောင်ကျုပ်လိုက်မိ၏အော်သမီးကတော့ Mrs. Tesno ဂျယ်လီရတဲ့အခါကြက်သားဟင်းစားချင်တယ်ဆိုလားလို့ဘာအေးလူမမာကရှူးရှူးရှားရှားဖြစ်သွားလေသည်အော်ဘာမှမဟုတ်ပါဘူးပေါ်လီယာနာကအလင်းအမြန်တောင်းပန်လိုက်လေသည်တကယ်တော့တိတ်ထူးတာတော့မဟုတ်ပါဘူးမမနန်စီကပြောတာကဂျယ်လီပို့ရင်ကြက်သားပို့ရင်တိုးသားဒီလိုဖြစ်တတ်တယ်ဆိုလို့ပါမမနန်စီမိနေတာဖြစ်မှာပါလူမမာမှာအဲ့ရထဲမှာခေါင်းထောင်၍ထလာ၏ယနေ့မှထူးထူးခြားခြားပြုလုပ်ခြင်းဖြစ်သည်သို့သောပေါ်လီယာနာကတော့မသိချေအမေမိစွာညီးကဘသူတုံးဟုဒေါသဖြင့်မေးလေသည်ပေါ်လီယာနာကပျော်ရွှင်စွာရေမောလိုက်ပြီးသမီးနာမည်ကမိစွာမဟုတ်ပါဘူးမဟုတ်တာကိုပဲဝမ်းသာရပါတယ်အဲ့ဒီနာမည်ကတော့ဟစီဘာဆိုတဲ့နာမည်ထက်ပိုဆိုးမယ်နော်သမီးကပေါ်လီယာနာဝစ်တီယာလို့ခေါ်ပါတယ်ဒေါ်ပေါ်လီဟယ်ရင်တန်ရဲ့သူမပါသူနဲ့အတူလာနေတာလေဒါကြောင့်ဒီနေ့ဒီကိုဂျယ်လီလာပို့ရတာပေါ့ဟုပြောလိုက်လေသည်လူမမာမှာပေါ်လီယာနာဤစကားကိုအစပိုင်းတွင်ကိုမက်လျက်ကနားထောင်နေတော်လဲဂျယ်လီဟူသောစကားကိုကြားလိုက်ရသောအခါခေါင်းပေါ်သို့စိတ်ပြက်လက်ပြက်ပြန်လဲချလိုက်လေတော့သည်ကောင်းပြီလေညီးအတော်ကတော့ကျင်နာရှာပါတယ်ဒါပေမဲ့ဒီနေ့မနက်ငါမှကတွင်းကလည်းပြက်ပြက်နဲ့တိုးသားဟင်းလေးတောင်းတနေတာဟုပြောရင်းရုတ်တရက်ရဲလိုက်ပြီးအခြားအကြောင်းအရာတစ်ခုသို့ချက်ချင်းပြောင်းပြစ်လိုက်လေ၏မင်းညကလည်းငါမှတမေးမအိတ်လို့မပြောဘူးအိုးဟုတ်လားသမီးလေးအိတ်မပြောဘဲနေခြင်းလိုက်တာပေါ်လီယာနာသည်ဂျယ်လီကိုခုံကလေးတစ်ခုပေါ်သို့ချရင်အနီးရှိကလထိုင်ပေါ်တွင်ဝင်ထိုင်လိုက်လေသည်ပြီးမှအိပ်ပျော်ရတာအချိန်တွေတိတ်ကုန်တာပဲလို့မထင်ဘူးလားဟုမေးလိုက်လေသည်ဘာအိပ်ပျော်ရတာအချိန်တွေကုန်တယ်ဟုတ်လားဟုလူမမာကတအံ့တော်ဖြစ်လျက်ပြန်ပြောသည်ဟုတ်တယ်လေကိုနေရမယ့်အချိန်ကလေးအိပ်ပစ်လိုက်ရတာနှမျောစရာပေါ့ညတွေပါမနေနိုင်တာနှမျောစရာပေါ့ဟုဆိုလေသည်လူမမာအမျိုးသမီးသည်အိယာထဲမှခေါင်းထောင်၍ထလာပြန်သည်အမေညီးကတဲဆန်းပါလားဟိုပရင်းတကားသွားဖွင့်လိုက်စမ်းညီးဘလို့ပုံစံလဲဆိုတာငါကြည့်ချင်စမ်းနဲ့ဟုဆိုလေသည်ပေါ်လီယာနာကထိုင်ရမှထလိုက်သည်သို့သောစိတ်ပြက်သလိုရဲလိုက်၏အော်ဒီလိုဆိုရင်သမီးရဲ့မျက်နှာပေါ်ကမဲချောက်တွေကိုမြင်ကုန်တော့မှာပေါ့ဟုပြောရင်းတပ်ပြင်းချလျက်ပရင်းတကားစီတို့သွားကသမီးကမှောင်နေလို့ဒီအဆက်အပြောက်တွေကိုမမြင်ရတော့ဘူးဆိုပြီးဝမ်းသာနေတုံးရှိသေးတယ်ကဲအခုဆိုမြင်ရပြီပေါ့ဟုပြောဆိုလှဲ့အလားတွင် Mrs. Tesno ကသမီးကိုကြည့်ချင်နေဆိုတာဝမ်းသာပါတယ်ဒါမှသမီးလဲ Mrs. Tesno ကိုမြင်ရမှာလေအိုးMrs. Tesno ကဒီလောက်လာတာတော့သမီးကိုသူတို့ပြောမပြကြပါလားဟုရုတ်တရက်ဆိုလိုက်လေသည်လူမမာကငါ့ကိုလာတယ်ဟုတ်လားဟု၍ခါတီးတီးဆိုလိုက်လေသည်အိုးဟုတ်တယ်လေအတော်မသိဘူးလားဟုပေါ်လီယာနာကပြန်ပြောလေသည်ဟင်မသိပါဘူးဟု Mrs. Tesno ကဖြေလေသည် Mrs. Tesno မှာအသက်42နှစ်ရှိပြီထိုအသက်ပိုင်းတွင်15နှစ်ခန့်မှာအလိုမကျနိုင်သည်ကများလွန်းသဖြင့်အရှိကိုအရှိတိုင်းမမြင်ခဲ့ရချေ။အိုးတော်မျက်လုံးကြီးတွေကဝိုင်းဆက်ပြီးမောင်နေတာသပင်ကလည်းနှက်မောင်ပြီးတော့အခွေလေးတွေကျနေတာသမီးကသပင်အခွေလေးတွေဆိုရင်သိတ်ချစ်တာပဲသမီးကောင်းကင်ဘုံရောက်ရင်အဲ့ဒါလိုသပင်အခွေလေးတွေရမယ်လေပြီးတော့
တော့ပါပေါ်မှာကမဲနီကလေးနှလုံးနဲ့ Mrs. Tesno ကတကယ်ကိုလှပါတယ်ကိုကိုလည်းမှန်နဲ့ပြန်ကြည့်ရင်သိမှာပဲထင်တယ်ဟုဆိုလေသည်မှန်ဟုတ်လားလူမမာအမျိုးသမီးကြီးကခေါင်းအုံးပေါ်သို့ပြန်လဲချရင်ဖြတ်မေးလိုက်လေသည်ဟုတ်ပါရဲ့ငါမှလည်းမှန်ရှိမှမပြုတ်မပြင်းနိုင်ပါဘူးငါလိုအိယာထဲပက်လက်လန်နေတော့လေဘသူကလုံနိုင်တော့မှလဲဟုဆိုလေသည်ဟုတ်တာပေါ့ဘယ်လုံနိုင်မှမလဲပေါ်လီယာနာကကိုချင်းစာမိဟန်နဲ့ပြောလိုက်ပြီးဒါပေမဲ့နေအောင်လေသမီးပြမယ်ဟုဆိုကဘီဒိုစီတို့သွား၍လက်ကင်ကြီးမန်ကလေးတစ်ခုကိုယူလိုက်လေသည်အိယာစီတို့ပြန်လာရာတွင်လူမမာအမျိုးသမီးအားအကဲခတ်သလိုကြည့်လိုက်၏မပြခင်တော့လေအတော်စိတ်မဆိုးဘူးဆိုရင်သပင်ကလေးကိုသမီးနည်းနည်းပြုတ်ပြင်ပေးခြင်းပါတယ်လှုပ်လို့ရမလားတော်ဟူ၍မေးလိုက်လေသည် Mrs. Tesno ကတိတ်မကြေမနက်ပင်ညီသဘောပဲလှုပ်ချင်လှုပ်ပေါ့ဒါပေမဲ့ကြာတော့နေမှာမဟုတ်ပါဘူးဟုဆိုလေသည်သမီးကသပင်တွေပါတွေပြုတ်ပြင်လောက်ကင်ပေးရတာကိုတိတ်ကြိုက်တာဟုပေါ်လီယာနာကပြောကလက်ကင်ကြည့်မှန်ကလေးကိုအသာအရာချလိုက်ပြီးဘေးတစ်ချောင်းကိုလမ်းယူလိုက်လေသည်ပြီးမှဒီနေ့တော်ဘလောက်လာတယ်ဆိုတာပြယုံလောက်ပဲမို့ကြနနလှုပ်ပေးမယ်ဟုဆိုကလူမမာအမျိုးသမီးကြီးရဲ့နှစ်ဖူးပေါ်မှာအုပ်ကျနေသောစပယ်များကိုသူဤနူးညံ့သောလက်ချောင်းလေးများဖြင့်ဖိပေးလိုက်လေသည်ပေါ်လီယာနာသည်အဖီးရခတ်နေသောစပင်ခွေများကိုပွားရွဖြစ်အောင်9မိနစ်မြကျင်လည်ဖြက်လက်စွာဖီး၍လေဘင်း၌တွန့်နေသည်များကိုတက်ရက်အောင်ပြုပြင်၍ခေါင်းမီဖို့အစင်သစ်ဖြစ်စေရန်ခေါင်းအုံးကိုလည်းပြုပြင်ပေးလိုက်လေသည်ထိုအချိန်တစ်ချိန်လုံးလူမမာသည်မျက်မှောင်ကြီးကျုပ်ကနှကန်းကြီးဆူလျက်မနစ်မြို့ဟန်ပြလျက်ရှိတော်လဲစိတ်แท้တွင်မူကထူးထူးဆန်းဆန်းလှုပ်ရှားလျက်ရှိနေလေသည်ပေါ်လီယာနာသည်အနီးအနားရှိတကောင်းတစ်ခုမှပန်းတပွင့်ကိုစွတ်ယူလိုက်ကလူမမာဤသပင်တွင်အလားဆုံးနေရာ၌ပန်ပေးလိုက်လေသည်ကဲအခုဆိုကြည့်လို့ရပြီဟုဆိုကမှန်ကလေးကိုကောက်ယူ၍လူမမာရှေ့တွင်ထောင်ပြလိုက်လေသည်လူမမာသည်မှန်ထဲကသူ့အရိပ်ကိုကြည့်ရင်ညိုညင်စွာအတန်ပြုတ်လိုက်ပြီးငါကပန်းအနီရောင်ကိုပန်းရောင်ထက်ပိုကြိုက်တာဒါပေမဲ့ဘလို့မဆိုညမရောက်ခင်ညိုးမကြီးပဲဘာထူးမှလဲဟုပြောနေလေသည်ပေါ်လီယာနာကဒါပေမဲ့ပန်းတွေညိုးတာကိုလည်းဝမ်းသာတဲ့နေထင်ပါတယ်ညိုးသွားမှပဲအစ်စ်ပန်ရတော့မှာပေါ့တော်စပင်ကိုအဲ့တလူပွားရွလေးလှုပ်ထားတာသမီးတိတ်ကြိုက်တာပဲဟုပြော၍ကျင်းနဲ့ဟန်ဖြစ်ငေးကြီးကတော်ကောမကြိုက်ဘူးလားဟု၍မေးလိုက်လေသည်ကြိုက်ပါရဲ့ဒါကလည်းကြာမခံပါဘူးခေါင်းပေါ်တင်မဲလူးလိုက်လိမ့်လိုက်နဲ့ဟုတ်တာပေါ့ဒါကိုလည်းသမီးကဝမ်းသာရမှာပဲပြတ်သွားတော့သမီးပြန်လုပ်ပေးလို့ရတာပေါ့ဘလို့မဆိုပါလေစပင်အနက်ရှိတာကိုတော့ဝမ်းသာဖို့ကောင်းတယ်စပင်အနက်ကခေါင်းပေါ်မှာဆိုရင်သမီးတို့စပင်အဝါထက်ပိုပြီးကြည့်ကောင်းတယ်လေဟုတ်ပါလိမ့်မယ်ဒါပေမဲ့စပင်အနက်ကိုတော့တိတ်အားမကိုဘူးစပင်ဖြူရင်တိတ်တိတာလွယ်တာဟု Mrs. Tesno ကခြေပလေသည်သူသည်မကြေမနက်ပြောနေစေသို့သောသူ့မျက်နာရှိတွင်ကမှန်ကိုထောင်၍ကင်ထားလျက်ပင်ရှိသေးသည်သမီးတော့စပင်အနက်ကိုတိတ်ချစ်တာပဲသမီးစပင်အနက်ဆိုရင်တိတ်ဝမ်းသာမှာပဲဟုဆိုလေသည် Mrs. Tesno ကမှန်ကိုပြန်ချလိုက်ပြီးမတက်မတာလဲ့သွားသည်ညီငါနေရာမှာဆိုရင်ဝမ်းသာရမှာမဟုတ်ပါဘူးစပင်အနက်ဖြစ်ဘာဖြစ်ငါလိုတနေ့လုံးအိပ်ရာထဲမှာကြီးနေရရင်ဝမ်းသာစရာဖြစ်မယ်မထင်ပါဘူးဟုဆိုလေသည်ပေါ်လီယာနာကစဉ်းစားနေသလိုနဲ့မျက်ခုံးလေးချီလိုက်ပြီးအင်းပေါ်လေအဲ့ဒါလို့ဆိုရင်တော့လေနည်းနည်းတော့ခတ်မှာပေါ့နော်ဟုသူ့ဘာသာသူပြောသလိုအတန်တိုးလေးပြောလိုက်မိသည်ဘာလဲနည်းနည်းခတ်တယ်ဆိုတာဝမ်းသာဖို့ပေါ့ဝမ်းသာဖို့ဟုတ်လားနေ့တိုင်းအိပ်ရာထဲမှာလူမမာဖြစ်နေရင်ခတ်တာပေါ့မခတ်ဘူးထင်ရင်ဝမ်းသာစရာဘာရှိလဲငါ့ကိုပြောစမ်းပါအောင်ပေါ်လီယာနာသည်ထိုင်ရာမှထလိုက်ပြီးလက်ခုပ်ကလေးတီးလိုက်သဖြင့် Mrs. Tesno မှာအံ့အားသင့်သွားလေသည်ကောင်းတယ်ဟုတ်တယ်ဒီဟာတော်ခတ်တယ်နော်အခုတော့သမီးပြန်ရအောင်မယ်ဒါပေမဲ့အိမ်ပြန်ရင်းနဲ့လမ်းမှာစဉ်းစားသွားမယ်လေနောက်တစ်ခါလာဖြစ်တဲ့အခါပြောပြနိုင်မှလိမ့်မယ်အခုတော့သွားတော့မယ်နော်
တော်နဲ့စကားပြောရတာတိတ်ပျော်တာပဲသွားမယ်နော်ဟုဆိုကထွက်သွားလိုက်လေတော့သည်ပေါ်လီယာနာထွက်သွားမှအံ့ပါရဲ့ဘာရီများလျှောက်ပြောသွားလဲမသိဘူးဟုရေရွတ်ကသူထွက်သွားရသို့ငေးကြည့်ရင်ကြံရစ်ခဲ့လေသည်မကြာမီပင်သူ့ခေါင်းကိုလှဲ့ကမှန်ကလေးကိုကောက်၍ရှေ့တွင်ထောင်ပြီးသူ့ကိုယ်သူအကဲခတ်သလိုကြည်နေမိတော့သည်ဒီကောင်မလေးကသပင်ကိုင်းတာတကယ်တက်ပါလားငါသပင်ဒီလောက်လောက်အောင်လှုပ်လို့ရတာငါကိုငါတော့မသိဘူးဒါပေမဲ့ဘာလို့လုံနေအောင်မလဲဟုဆိုကမှန်ကလေးကိုအိယာပေါ်ပစ်ချလိုက်သူကိုယ်သူခေါင်းပေါ်သို့ပြစ်လဲချလိုက်ပြီးစိတ်ပြက်လက်ပြက်လက်၍နေလိုက်လေသည်ခဏကြာ၍မစ္စစ်တက်စနို၏သမီးမီလီဝင်လာတော့မှန်ကလေးသည်အိယာပေါ်မှတင်ရှိသေးတော်လေမစ္စစ်တက်စနိုကဝတ်ထားလိုက်သည်ပရင်းပေါက်ခန်းစည်းတွေလည်းတင်လို့ပါလားမေမေဟုပြောကပရင်းပေါက်ကိုတလဲသူ့အမေကောင်းကပန်းပွင့်ကိုတလဲကြည့်နေမိလေသည်လူမမာကဒါဘာဖြစ်တလဲဟဲ့နေမကောင်းတာနဲ့ပဲတသက်လုံးအမှောင်ကြီးထဲမှာနေရတော့မှလားဟုဆိုလိုက်လေသည်မီလီကစေးတိုက်ရန်ပလင်းကိုယူလိုက်ရင်းမှာမနေရပါဘူးအမေရဲ့ကောင်းပါတယ်အရင်ကအမေကိုလင်းလင်းချင်းချင်းနေဖို့ပြောနေတာကြာလာပြီလေအမေကနေမမနေပဲဟုချောချောမော့မော့ပြန်ပြောရလေသည်မစ္စစ်တက်စနိုကဘာမှပြန်မပြောပဲသူ့ညဝတ်အင်ကြီးမှဇာအနားစကိုဆွဲ၍ကင်ရင်မှအတော်ကြာမှစကားပြန်ပြော၏သိုးသားဟင်းတွေဘာတွေပို့နေကြမဲ့အစားညဝတ်အင်ကြီးအစ်စ်ကလေးပါလေပေးကြရင်ကောင်းမယ်ထင်တယ်ဟုဆိုလေသည်အိုးအမေရဲ့မီလီကတအံ့တော်ဆိုမိသည်မှမဆန်းပါယခုပင်လင်သူ့နောက်ကအံဆွဲထဲမှာမီလီကသူ့အမေကိုလဲဝစ်ရန်ဖြောင်းဖြားခဲ့တော်လဲမရသဖြင့်တိန်ထားခဲ့ရသောညဝတ်အင်ကြီးအစ်စ်နှစ်ထဲပင်ရှိနေသေးသည်မဟုတ်ပါလား